ရှောင်လွှဲ၍မရသောအရာလို့တရားကောင်းစဉ်လေးပြပြီးတော့ဟောပါမယ်ရှောင်လွှဲ၍မရသောအရာဆိုတာဘာကိုပြောတာတော့ဆိုတော့တတ္တဝါတို့ရဲ့တေခြင်းတရားကိုပြောတာပါတေခြင်းတရားဆိုတာတတ္တဝါတွေရှောင်လို့လွှဲလို့မရတဲ့အရာမြေကြီးကိုလက်ဖွားနဲ့ပုတ္တာကမှလွှဲခြင်းလွှဲအောင်မယ်တေခြင်းတရားဆိုတာမွေးဖွားလာတဲ့တတ္တဝါတိုင်းအတွက်မလွဲနိုင်ဘူးပေါ့အတုဝမေဇီဝိတံဒုဝေမေမရဏံငါရဲ့အသက်ရှင်ခြင်းသည်မမြဲဘူးငါရဲ့တည်ခြင်းသည်မြဲတယ်လို့စဉ်းစားဆင်ခြင်ရမယ်ဆိုပြီးတော့မြတ်စွာဘုရားဟောတာလေဘေဒပေါင်းသူတော်ကောင်းတို့အလုံးကြားပူးကြပြီးသားနတ္ထိဇာတတအမရဏမွေးဖွားလာတဲ့တတ္တဝါမသေးဘူးဆိုတာဘယ်တော့မှမရှိဘူးဆိုတဲ့ဒေသနာတွေကိုလည်းပဲကြားပူးပြီးသားဒီတော့ဦးဇင်းတို့ဘေဒပေါင်းသူတော်ကောင်းတို့ရှောင်လွှဲလို့မရတဲ့အရာဆိုတာဘာကိုပြောတာလဲဗျသေခြင်းတရားကိုပြောတာပါအဲ့ဒီသေခြင်းတရားနဲ့ပတ်သက်ပြီးတော့ဒီကနေ့ညဦးဇင်းတို့အပိုင်း၃ပိုင်းလောက်ပိုင်းပြီးတော့ပြောမယ်လို့စိတ်ကူးထားပါတယ်သေခြင်းတရားဆိုတာဘယ်လိုသဘောရှိလဲသေခြင်းတရားဆိုတာအလွန်အရေးကြီးတဲ့အတွက်ကြောင့်အစဉ်ပြေအောင်ဘယ်လိုရင်ဆိုင်ဖို့ဘယ်လိုကြိုတင်ပြီးတော့ပြင်ဆင်ထားမလဲအဲ့လိုသေခြင်းတရားကိုအစဉ်ပြေအောင်ရင်ဆိုင်နိုင်အောင်ကြိုတင်ပြီးတော့ပြင်ဆင်ကြတဲ့နေရာမှာဘယ်အတိုင်းတာထိဘယ်လိုခံယူချက်မျိုးဖြင့်ကြိုတင်ပြင်ဆင်ထားတဲ့လဲဆိုတာလေသေခြင်းသဘောတရားဆိုတာဘယ်လိုသဘောတဘာဝရှိသလဲဆိုတာကိုအရင်တို့တရားရဲ့ပထမပိုင်းအနေနဲ့ပြောပါမယ်နောက်တရားရဲ့ဒုတိယပိုင်းအနေနဲ့သေခြင်းတရားဆိုတာဘဝမှာအလွန်အရေးကြီးတဲ့အတွက်ကြောင့်အစဉ်ပြေစွာချမ်းသာစွာရင်ဆိုင်နိုင်ရေးအတွက်ဒီနေရာဖြင့်အသေးကောင်းဖို့အသေးလွတ်ဖို့အတွက်ကြိုတင်ပြင်ဆင်သင့်ပုံကိုဦးဇင်းတို့ပြောပါမယ်နောက်တရားရဲ့ဏိဂုံးပိုင်းမှာတော့သေခြင်းတရားနဲ့ပတ်သက်ပြီးတော့ကြိုတင်ပြင်ဆင်ကြတဲ့နေရာမှာဘလို့ခံယူချက်မျိုးဘလောက်ထိနားလေသဘောပေါက်ထားမှုမျိုးဖြင့်ကြိုတင်ပြင်ဆင်ထားတဲ့လေဆိုတာလေးကိုဦးဇင်းတို့ပြောဖို့စီစဉ်ထားပါတယ်ဒါကြောင့်ဘေးသက်ပေါင်းသူတော်ကောင်းတို့ဒီကနေ့ညသေခြင်းတရားနဲ့ပတ်သက်ပြီးတော့ရှောင်လွှဲ၍မရသောအရာလို့တရားကောင်းစဉ်လေးပြီးတော့နာယူကြည်ညိုကြရအောင်နော်ဒီတရားဒေသနာတော်ကိုမဟောကြားသေးခင်မနာကြသေးခင်မှာတရားတော်အလုံးကိုဟောကြားတော်မူခဲ့တဲ့ဘုရားရှင်ကိုတော်မြတ်ရဲ့အင်မတန်အေးချမ်းကြည်လင်တော်မူတဲ့မဟာကရုဏာကိုသိစရာတရားလုံးစုံကိုသိတော်မူမြင်တော်မူတဲ့သဗ္ဗညုတဉာဏ်ဒီဟုသောပညာကိုထိုမဟာကရုဏာကိုပညာကိုနှစ်ပါးစုံတို့ဖြင့်ပြည့်စုံတော်မူတဲ့ဘုရားရှင်ကိုတော်မြတ်ကိုယုတိမြတ်တို့ရှိခိုးပူဇော်ကြအောင်စို့အလုံးလက်အုပ်ချီမူပြီးတော့အာယုံပြုကြရအောင်ကရုဏာတိတလဟရယံပညာပေဇောတာဝိဟတမောဟဓမ္မံသာနရမေရလောကကရုံဝန္တိဒုက္ကတံဂတိဝိမု ढ ံကရုဏာတိတလဟရယံမဟာကရုဏာတော်ဖြင့်အေးမြသောစိတ်နှလုံးလဲရှိတော်မူပါပေထသောပညာပေဇောတာဝိဟတမောဟဓမ္မံအရဟတမေတိဟုသောအယောင်အလင်းဖြင့်ဝိဇ္ဇာတိဟုသောမိုက်မောင်ကိုဖယ်ခွာတော်မူပြီးထသောသာနရမေရလောကကရုံလူနှင့်မြမတတဝါနန္ဒတို့ဤကြောက်တိတန်တို့လေကရုပြုရာတဆူရီသောဆရာသခင်လည်းဖြစ်တော်မူပါပေထသောဂတိဝိမု ढ ံဒေဝမနုဿာနိဒယနှင့်ပေတတရိစ္ဆန်လာယရှိငါတန်သောဂတိတို့မှလိထိုသဖြင့်ကင်းလွတ်တော်မူပေထသောဒုက္ကတံတတဝါတို့အားအကျိုးများကြောင့်ဟုတ်မှန်သောစကားကောင်းကိုသာမျက်ရှိတော်မူပါပေထသောဗုဒ္ဓံသစ္စာလေးရတရားမြတ်ကိုလက်ပေါ်တင်ထားပါရများကဲ့သို့ပြတ်သားထင်တယ်သိမြင်ပေတတ်ဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုမေယံတရားဟောပုဂ္ဂိုလ်တရားနာပုဂ္ဂိုလ်ခေါ်ဆိုပညတ်ပရမမမူယုံနံနှဖျားဖြစ်ကြပါသောဘုရားတပည့်တော်တို့သည်ဟိုနေဝနာမှာကာယဝဲစီမနောကြည်၍သုံးရီဓွာရပနာမဖြင့်ဒုက္ခယောကျိုးလက်ဆုံးမောဃရှိခိုးဥညွတ်ပါ၏မြတ်စွာဘုရား
ရှောင်လွှဲ၍မရသောအရာတဲ့စတင်ပြီးတော့နာယူကြည်ညိုကြရအောင်ဗျဦးဇင်းတို့သိခြင်းတရားနဲ့ပတ်သက်ပြီးတော့ဘယ်ကနေစတင်ပြီးတော့ပြောခြင်းတုံးဆိုတော့သိခြင်းသဘောတရားဆိုတာလူသားတိုင်းရင်ဆိုင်ဖြည့်ရှင်းကြရမယ်အင်မတန်ကြီးမားတဲ့ပြဿနာကြီးတစ်ခုဆိုတာကိုအရင်နားလည်ထားစေခြင်းနဲ့တတ္တဝါတိုင်းအသက်ကြီးငယ်မရွေးပညာတတ်မတတ်မရွေးစီးပွားဥစ္စာရှိမရှိမရွေးလူသားတိုင်းနဲ့ဆက်ဆံတဲ့တရားဘယ်လိုတတ္တဝါမျိုးမဆိုသိခြင်းတရားဆိုတာရှောင်လွှဲလို့မရတဲ့အတွက်ကြောင့်တတ္တဝါတိုင်းပဲဒီသိခြင်းတရားနဲ့ပတ်သက်ပြီးတော့သိထားတဲ့နဲ့နားလည်ထားတဲ့နဲ့ပေါ့အဲ့တော့ဦးဇင်းတို့သိခြင်းသဘောဆိုတာဘယ်လိုရှိလဲသိခြင်းသဘောဆိုတာအလွန်မှခမန်းရခက်တဲ့သဘောရှိပါတယ်သိခြင်းနဲ့ဆိုရင်လွယ်လွယ်လေးသိသွားတာပဲမသိခြင်းသေးဘူးဆိုရင်လည်းပဲဘာတွေပဲဖြစ်နေမသိဘဲနဲ့ဒီတိုင်းနေကြတာပဲသိခြင်းတရားရဲ့နောက်ွယ်ကအကြောင်းတရားတွေဟာအလွန်တရာမှသိနိုင်ခဲ့တဲ့သဘောရှိတယ်ပေါ့ဒါကြောင့်ဦးဇင်းတို့ကျမ်းဂန်နေတဲ့မှာလူသားတွေကြိုတင်ပြီးတော့မသိနိုင်တဲ့အကြောင်းအရာ၅မျိုးဆိုပြီးတော့ဝိသုရိမေကျမ်းထဲမှာဖော်ပြထားတာလေးရှိတယ်ပေဒပေါင်းသူတော်ကောင်းတို့လည်းပဲမှတ်သားထားပူကြပြီးသားပါဇီဝိတံဗျာတိကာလောစဒေဟနိခေပနံဂတိတဲ့လူသားတွေကြိုတင်ပြီးတော့မသိနိုင်တဲ့အကြောင်းအရာ၅မျိုးနံပါတ်1ဇီဝိတံတတ္တဝါတွေဟာမိမိဘယ်အသက်ဘယ်အရွယ်မှာသိရလိမ့်မယ်ဆိုတာကိုတရားဓမ္မတို့ဦးဇင်းတို့တွေကြိုတင်ပြီးတော့မသိနိုင်ဘူးတဲ့အသက်ဆိုတာကြီးမှပဲသိမယ်ငယ်တုန်းတော့မသိနိုင်ဘူးလို့ဒီလိုပြောလို့မရဘူးဒါကိုလူတိုင်းနားလည်ထားပါတယ်အရွယ်အစားတိုင်းမှာတတ္တဝါတွေကသိနိုင်တယ်ပေါ့သစ်သီးတွေဟာအရွယ်အစားအမျိုးမျိုးတိုင်းမှာကြွေးကြနိုင်တဲ့ဘေးဆိုတာရှိသလိုတရားဓမ္မတို့ဦးဇင်းတို့လူသားတွေဟာလည်းပဲအရွယ်အမျိုးမျိုးမှာပျက်စီးခြင်းသေဆုံးခြင်းဆိုတဲ့ဘေးမရှိဘူးလားဗျရှိတယ်နော်သတင်းစာတွေကနာရေးကြော်ညာအခန်းကဏ္ဍကိုကြည့်လိုက်ပေါ့အသက်50လောက်ကိုဗဟိုပြုတ်ပြီးတော့အထက်အောက်သေခြင်းတိုင်းသေနေကြတာပဲဒါကြောင့်တတ္တဝါတွေဟာဘယ်အရွယ်မှာသေမယ်ဘယ်အသက်အရွယ်မှာသေမယ်ဆိုတာကိုကြိုတင်ပြီးတော့မသိနိုင်ဘူးတဲ့နောက်ဒုတိယဦးဇင်းတို့ကြိုတင်ပြီးတော့မသိနိုင်တဲ့အချက်ကဇီဝိတံဗျာတိကာလောစဗျာတိတဲ့ဗျာတိဆိုတာအနာယောဂါကိုပြောတာတရားဓမ္မတို့ဦးဇင်းတို့တွေဟာဘယ်လိုအနာယောဂါနဲ့သေရလိမ့်မယ်ဆိုတာကိုကြိုတင်ပြီးတော့မသိနိုင်ဘူးသေခြင်းတဲ့ယောဂါနဲ့သေနိုင်တယ်ပေါ့ယောဂအကြီးကြီးတွေနဲ့မှသေနိုင်တယ်တိတိလေးတွေနဲ့တော့မသေနိုင်ဘူးလို့အဲ့လိုပြောလို့မရဘူးဦးဇင်းနဲ့ယဉ်နေတဲ့ဒကမာကြီးတယောက်ကပြောဘူးတဲ့သူ့ရဲ့မိခင်ကြီးကကင်ဆာယောဂဖြစ်တယ်လို့ဆိုတယ်အဲ့ဒါကင်ဆာယောဂကိုကုလိုက်တာခေါင်းတစ်ကောင်လုံးစပယ်မွေးတွေအကုန်လုံးဖြူသွားတယ်လို့ဆိုတယ်အဲ့ဒါ16နှစ်လောက်ကြာအောင်ဒီကင်ဆာယောဂကြီးနဲ့နေနေတာမသေးဘူးအဲ့ဒါသေတော့ကင်ဆာနဲ့မသေးဘူးဘာနဲ့သေတော့ဆိုတော့ရုတ်တရက်အုံနှောက်သွေးကြောပြတ်ပြီးတော့သေသွားတယ်တဲ့ဒီယောဂဖြစ်လို့ဒီယောဂနဲ့ပဲသေလိမ့်မယ်လို့ကံတိကမ္မပြောလို့မရဘူးဒါကြောင့်တရားဓမ္မတို့ဦးဇင်းတို့ဘဝမှာမသေနိုင်တဲ့ယောဂဆိုတာမရှိပါဘူးတကယ်တမ်းကတော့နော်ဒါကြောင့်ဘယ်လိုအနာယောဂဆွဲကပ်ပြီးတော့တို့တွေသေကြလိမ့်မယ်ဆိုတာကိုတရားဓမ္မတို့ဦးဇင်းတို့တွေဟာမသိနိုင်ကြဘူးတဲ့နောက်ဦးဇင်းတို့တတိယမြောက်ကြိုတင်ပြီးတော့မသိနိုင်တဲ့အချက်ဇီဝိတံဗျာတိကာလောစကာလဆိုတာအချိန်ကာလကိုပြောတာပေါ့နော်မနေ့ခင်မှသေးလိမ့်မလားသို့မဟုတ်ညနေခင်းမှသေးလိမ့်မလားနေ့မှသေးမလားညမှသေးမလားဘယ်သူမှဒါကိုကြိုတင်ပြီးတော့မသိနိုင်ဘူးသေခြင်းတဲ့အချိန်မှသေနိုင်တယ်ပေါ့အထူးသဖြင့်တော့ကံကုန်တဲ့အချိန်မှသေကြရမှာမသေနိုင်တဲ့အချိန်ဆိုတာဘဝမှာမရှိဘူးတမင်စားရင်ကံကုန်တယ်ဆိုရင်တမင်စားနေတဲ့အချိန်မှပဲသေရမယ်စကားပြောနေရင်ကံကုန်မယ်ဆိုရင်စကားပြောနေရင်ပဲသေရမယ်တချို့ညအိတ်ဆက်နေတော့မှသေသွားတယ်ဘယ်သူမှမသေလိုက်ဘူးမနဲ့လင်းမှဩသေနေပြီဆိုတော့သေရတယ်ဘုရားတို့ငယ်ငယ်တုန်းကတက္ကကြီးတယောက်ကျောင်းကိုဥပုသ်ဆောင်လာရင်းနဲ့ကျောင်းစီယုံနာမှာထိုင်ပြီးတော့အပေါ့ဆွန်ရင်းနဲ့အဲ့ဒီအပေါ့ဆွန်နေတော့ပဲသေသွားတယ်အဲ့ဒါငုတ်တုတ်ကလေးသေနေတာမသေဘူးဘယ်သူမှဟာထိုင်နေတာကြာလာကြည်လားဆိုတော့မှသွားကြည့်တော့အသက်မရှိတော့ဒီတော့တရားဓမ္မတို့ဦးဇင်းတို့တွေဟာဘယ်အချိန်မှသေမယ်ဆိုတာကိုလည်းမသိနိုင်ဘူးတဲ့သေခြင်းတဲ့အချိန်မှသေနိုင်တယ်
နောက်၄ခုမြောက်မသိနိုင်တဲ့အချက်ကဇီဝိတံဗျာတိကာလောစဒေဟနိခေပနံဂတိဒေဟနိခေပနဒေဟနိခေပနဆိုတာကမိမိတည်ပြီးတဲ့နောက်မှာမိမိရဲ့ရုပ်ကလပ်ကိုဘယ်နာကိုစွန့်မဲ့ပြစ်မဲ့မြုပ်နှံမဲ့တင်းကြုံမဲ့ဆိုတာကိုမသိနိုင်ဘူးတဲ့ဟုတ်လားဒီနားမှာမွေးပြီးတော့ဒီနားမှာနေမယ်ဒီနားမှာပဲတည်မယ်လို့ပြောလို့မရအောင်တချို့လေရင်စီးရင်နဲ့လေရင်ပြက်ကြပြီးတော့ကောင်းကင်မှာပဲပြာကျသွားကြတာတွေရှိတယ်ဒီကနေ့ခေတ်ပိုးပြီးတော့တောင်ဆန်းကျယ်တယ်လို့ဆိုရမယ်သင်္ဘောစီးရင်နဲ့သင်္ဘောမောက်သင်္ဘောပြက်ပြီးတော့ရေထဲမှာငါးစာဖြစ်သွားကြတာလည်းရှိတယ်ရောက်ချင်တဲ့နေရာရောက်ပြီးတော့ပျောက်ချင်တဲ့နေရာမှာပျောက်သွားနိုင်တာပါပဲဒါကြောင့်ပိဋကပေါင်းတော်ကောင်းတို့ဦးဇင်းတို့တွေမသိနိုင်တဲ့၄ခုမြောက်အချက်ကဒီရုပ်ခန္ဓာရုပ်အလောင်းကောင်ကိုဘယ်နာကိုစွန့်ရမယ်ပြည့်ရမယ်ဆိုတာမသိနိုင်ဘူးတဲ့နောက်၅ခုမြောက်မသိနိုင်တဲ့အချက်ကြတော့ဘာပြောတာတော့ဂတိတဲ့ဂတိဆိုတာတတ္တဝါတွေသိပြီးတဲ့နောက်မှာလာရရောက်ရပုံဘဝပုံဌာနကိုဂတိလို့ဆိုတာပုထုဇဉ်တတ္တဝါတူတယောက်သိပြီးဆိုလို့ရှိရင်သူ့ရဲ့ဒေဂန်ဒီစိတ်အခြေအနေပေါ်မှာမူတည်ပြီးတော့အပေလေးပုံလူပုံနတ်ပုံပြမပုံရောက်ချင်တဲ့ပုံဌာနကိုရောက်သွားနိုင်တဲ့ရချင်တဲ့ဘဝကိုရသွားနိုင်တဲ့သူရဲ့ဒေဂန်ဒီစိတ်အခြေအနေလေးပေါ်ကိုမူတည်ပြီးတော့ရောက်သွားမယ်ဥပမာအဖြစ်တေပင်မောကနေပြီးတော့တေရွက်လေးတေရွက်ကျွေးကြလာတယ်ဘယ်နာကိုကြမယ်ဆိုတာကိုဘယ်သူမှအတတ်မပြောနိုင်ဘူးအဲ့လိုပဲပုထုဇဉ်လူသားတစ်ယောက်သိပြီဆိုလို့ရှိရင်ဘယ်နာကိုရောက်သွားမယ်ဘယ်ဘဝကိုရောက်သွားမယ်ဆိုတာဘယ်သူမှမသိနိုင်ဘူးသူပြုတ်ထားတဲ့ကံတရားဒေဂန်ဒီစိတ်အခြေအနေဒါတွေပေါ်မှာမူတည်ပြီးတော့သူရောက်သွားမယ်ပေါ့ဒါကြောင့်သိခြင်းတရားဆိုတာအလွန်တရာမှသိနိုင်ခဲ့တဲ့သဘောရှိတယ်နော်ဘယ်တဲ့ရွယ်မှာသိမယ်ဆိုတာမသိနိုင်ဘူးဘယ်နာယောဂနဲ့သိမယ်ဆိုတာမသိနိုင်ဘူးဘယ်ချိန်ကာလမှာသိမယ်ဆိုတာမသိနိုင်ဘူးဟုတ်လားသိပြီးတဲ့နောက်ရုပ်အလောင်းကိုဘယ်နာစွန့်အပြည့်ရမယ်ဆိုတာကိုမသိနိုင်ဘူးသိပြီးတဲ့နောက်မှာဘယ်ဘဝဘယ်ပုံဌာနကိုရောက်မယ်ဆိုတာမသိနိုင်ဘူးလို့မသိနိုင်ခြင်းအကြောင်းမျိုး၅မျိုးအဲ့ဒီမှာပြောထားတယ်ဘာကြောင့်အဲ့လိုဦးဇင်းတို့မသိရတာတုံးဆိုတော့သိခြင်းတရားဆိုတာအကြောင်းတရားများစွာရှိတယ်တဲ့နော်သိခြင်းတရားဆိုတာအကြောင်းတရားများစွာရှိတယ်အမျိုးမျိုးသောအကြောင်းကြောင့်တရားဓမ္မတို့ဦးဇင်းတို့ရဲ့ခန္ဓာကိုယ်ကြီးဟာပျက်စီးနိုင်တယ်မြတ်စွာဘုရားကတော့မဟာသေနေနမစ္ဆုနာသိခြင်းတရားဆိုတာစစ်တီများစွာရှိတဲ့ရှင်ဘုရင်တစ်ပါးနဲ့တူတယ်ဆိုတဲ့ဥပမာမျိုးပြောတာနော်ဣဇေဝကိစ္စမာတ္တဗံကောဇေညမရဏံသူဝေနာဟိနောသင်္ကရံတေနမဟာသေနေနမစ္ဆုနာဒီနေ့လှုပ်ရှားရှိတဲ့အလုပ်ကိုဒီနေ့ပဲပြီးအောင်လုပ်ပါမြင့်မြတ်မှုတွေကောင်းမွန်မှုတွေကုသိုလ်ကောင်းမှုတွေကိုဒီကနေ့ပဲလုပ်လိုက်ပါမနေ့ပြန်မှာဆက်ပြီးတော့ရှင်သန်ခွင့်ရှိမယ်သို့မဟုတ်ရှင်သန်ခွင့်မရှိဘူးဆိုတာကိုဘယ်သူမှကံတေကံမပြောနိုင်ဘူးတဲ့ဘာဖြစ်လို့တုံးဆိုတော့သေမင်းမှာစစ်တီများစွာရှိတယ်တဲ့တနည်းအားဖြင့်သေခြင်းတရားမှာအကြောင်းတရားများစွာရှိတယ်အဲ့ဒီအကြောင်းတရားများစွာရှိတဲ့သေခြင်းတရားနဲ့မိမိတို့အချင်းအချက်လှုပ်ထားတာမရှိလို့ပဲလို့မြတ်စွာဘုရားဟောတာအဲ့ဒီဓမ္မဥယျာဉ်တို့သေခြင်းရဲ့အကြောင်းတရားတွေများတယ်ဆိုတာမဟုတ်ဘူးလားဟောဘုရင်တို့ကျမ်းဂန်တွေထဲမှာတော့သေခြင်းတရားကိုအကြောင်း၄မျိုးခွဲခြားပြီးတော့ပြထားတာလည်းရှိတယ်ဘာကြောင့်တတ္တဝါတွေသေသွားကြရသလဲဆိုတာနဲ့ပတ်သက်ပြီးတော့ကံမဲ့ခေရတယ်ကံကုန်လို့ရှိရင်တတ္တဝါတွေသေတတ်တယ်အာယုခေရတက်တန်းကုန်လို့ရှိရင်လည်းတတ္တဝါတွေသေတယ်ဥပယခေရတယ်တက်တန်းရောကံစွမ်းမှာနှမျိုးစုံတခါတည်းကုန်သွားလို့သေသွားတာလည်းရှိတယ်တဲ့နောက်ဥပိ္စေတကတက်တန်းရောကံစွမ်းရောကြံရှိနေပါသေးလေကဲနဲ့ကပ်၍ဖြတ်တတ်တဲ့ကံလို့ဆိုတဲ့ဥပိ္စေတကကံကြောင့်သေသွားကြတဲ့တတ္တဝါတွေလည်းရှိတယ်တဲ့သေခြင်းရဲ့အကြောင်းတရား၄မျိုးအဲ့ဒီမှာပြောထားတယ်အာယုခေယတက်တန်းကုန်လို့သေတာကံမဲ့ခေယကံစွမ်းကုန်လို့သေရတာဥပယခေယနှမျိုးစုံကုန်လို့သေရတာဥပိ္စေတကနှမျိုးစုံကြံနေပါသေးလေကဲနဲ့ကပ်၍ဖြတ်တတ်တဲ့ကံကြောင့်သေရတာဒီနေရာမှာပိဋကပေါင်းသူတော်ကောင်းတို့အဲ့ဒီအချက်၄ချက်ကိုနည်းနည်းလေးစဉ်းစားကြည့်ပါနော်အာယုခေယတဲ့တက်တန်းကုန်ရင်သေတယ်တဲ့လူတွေရဲ့တက်တန်းကိုအခုလောလောဆယ်ဘလောက်လို့လူတွေပြောထားကြတော့85နှစ်တန်းဆိုပြီးပြောကြတာပေါ့နော်အဲ့ဒါမြတ်စွာဘုရားကတော့သူ့ရဲ့လက်ထက်ကလူသားတွေရဲ့အသက်ဟာအနှစ်100တန်းဆိုပြီးတော့ဟောတယ်ပေါ့လူဟာလူရဲ့တက်တန်းထက်ဘလောက်ကြီးများပို့ပြီးတော့နေနိုင်မလဲ
နော်အနှစ်တရာနေရအနှစ်တရာပူနေနေလူနေနေဒါပဲဟုတ်လားအဲ့တော့ကံတက်တန်းကုန်လို့ရှိရင်တတ္တဝါတွေကတေချာရမှာပါပဲဘယ်လောက်ကြီးပဲအသက်ရှည်ပါတယ်ပြောနော်ဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့လူတွေဟာလူရဲ့တက်တန်းထက်ပိုပြီးတော့အကြာကြီးနေခွင့်မရှိဘူးနောက်ဦးဇင်းတို့ကံစွမ်းကုန်ရည်တည်ခြင်းနဲ့ဒါလေးကတော့တော်တော်စဉ်းစားရကောင်းတယ်လို့ထင်တတ္တဝါတွေလူဘဝကြီးမှာကြာနေရတယ်ကြာမနေရဘူးဆိုတာကအထူးသဖြင့်တော့ကံစွမ်းပေါ်မှာအဓိကမူတည်နေမယ်လို့ထင်တယ်ကိုယ့်ရဲ့ကံကလူဘဝမှာအကြာကြီးနေရမယ်ကံပါလာတယ်ကံစွမ်းအားတွေကောင်းတယ်ဆိုရင်အကြာကြီးနေရမယ်နော်ဥမာဆိုကြပါစို့90ပဲ50စာလောက်ပဲနေဖို့ကံစွမ်းပါလာတယ်ဆိုရင်60ထိနေရမှာမဟုတ်ဘူး50နဲ့သိမှာဟုတ်လားဒါကိုပိဿပေါင်းသူတော်ကောင်းတို့ကိုယ့်ရဲ့အသက်ဟာကံစွမ်းပေါ်မှာအဓိကမူတည်နေတယ်ဆိုတာလေးကိုများစဉ်းစားမိမယ်ဆိုရင်တော်တော်မကောင်းမေဘူးလားကောင်းပါနော်ကိုယ်ကံစွမ်းရှိသလောက်ပဲနေကြရမယ်ခက်တာတစ်ခုကကိုယ့်ရဲ့ကံကလူဘဝကြီးမှာနေဖို့အတွက်ဘလောက်ပါလာတယ်ဆိုတာကိုသိနိုင်ခွင့်မရှိဘူးဘလောက်ပါလာတယ်ဆိုတာကိုသိနိုင်ခွင့်မရှိပေမဲ့လို့တေချာတာလေးတွေကိုစဉ်းစားကြည့်ရအောင်အဲ့ဒါပါလဲဆိုတော့နေခဲ့တဲ့လောက်တော့ကံစွမ်းတွေကုန်ခဲ့ပြီဆိုတာလေးဆိုကြပါစို့ကိုကလူဘဝကြီးမှာအနှစ်40နေခဲ့ပြီဆိုရင်အနှစ်40စာကံတရားတွေဘာဖြစ်သွားပြီလို့ကုန်သွားပြီပေါ့နော်အကယ်၍ကိုက80စာလောက်ပဲပါမယ်ဆိုရင်ကိုကအခု60လောက်နေပြီးပြီဆိုရင်တော့ဇနိစာလောက်ပဲကျန်တော့မယ်ပေါ့ဟုတ်လားတော့တေချာတာလေးတွေကိုစဉ်းစားကြည့်ရအောင်နေခဲ့တဲ့လောက်ကုန်ခဲ့ပြီဆိုတဲ့အချက်မသေးကြဘူးလားသေးကြတယ်နောက်ထပ်သေးကြတာပါရှိအောင်မလို့တဖြည်းဖြည်းနဲ့ကံစွမ်းဟာနင်းသွားတယ်ဆိုတဲ့အချက်လည်းမသေးကြဘူးလားကိုကဆက်ပြီးတော့တိုးနေတာဟုတ်လားနေသလောက်ပဲကံစွမ်းတွေကိုကိုကဖြုံးတိပြစ်တယ်လို့မျိုးဖြစ်နေတာဆိုတော့ကံစွမ်းကတဖြည်းဖြည်းနဲ့ပါဖြစ်တော့နေလာနော်တောက်ရီအိုးတွေကရေကိုကတစ်ခွက်ပြီးတစ်ခွက်တစ်ခါပြီးတစ်ခါခက်တောက်နေမယ်ဆိုရင်ကြာရင်တော့ဒီအိုးထဲရှိတဲ့ရေကလက်ကြံကဘာဖြစ်သွားနေသွားတော့ကိုဘဝမှာနေဖို့အတွက်ကံလက်ကြံဘလောက်ကြံသေးတယ်ဆိုတာကိုတော့မသိနိုင်ဘူးဟုတ်လားဒါပေမဲ့သိနိုင်တာကဘာလဲနေသွားတယ်ဆိုတဲ့အချက်ကတော့သိနိုင်တယ်ပေါ့အဲ့တော့ပိဿပေါင်းသူတော်ကောင်းတို့နည်းနည်းပဲကြံများပဲကြံဘလောက်ပဲကြံကုန်တဲ့အချိန်မှာသိကြရလိမ့်မယ်ဘလောက်ကြံသေးတယ်ဆိုတာလည်းမသိနိုင်ဘူးဒါကြောင့်ဦးဇင်းတို့ပိဿပေါင်းသူတော်ကောင်းတို့ကံစွမ်းကုန်ရင်လည်းပဲတတ္တဝါတွေသိရတဲ့ဆိုတာလေးကိုစဉ်းစားရမယ်ပေါ့ကံကလည်းကုန်ရင်တဲ့ချိန်ကုန်မှာနော်အောင်ဆိုကိုမသိနိုင်ဘူးကိုဟုတ်လားဒါကြောင့်ကံစွမ်းကုန်ရင်တတ္တဝါတွေသိကြရတယ်တချို့2မျိုးစုံလုံးကုန်သွားလို့နော်တိုက်ဆိုင်ပဲသိသွားကြတဲ့လူတွေရှိတယ်တတန်းစီနေပြီးတော့ကံစွမ်းလည်းကုန်တတန်းလည်းကုန်ပေါ့ဟုတ်လားအေးတချို့ကြတော့လည်းပဲတတန်းရောကံစွမ်းမှာကြံသေးပါသေးလေကဲနဲ့ကပ်၍ဖြတ်တဲ့ကံလို့ဆိုတဲ့ဥပိ္ပစေတကကံကြောင့်သိကြရတာရှိတယ်ဒီကနေ့ခေတ်ပူပြီးတော့များတာပေါ့ဥပိ္ပစေတကကံနဲ့သိကြရတာဟုတ်လားဒါကြောင့်ဦးဇင်းတို့ဒီသေခြင်း၄မျိုးကိုကျမ်းဂန်တွေထဲမှာဥပမာလေးနဲ့ကပ်ပြီးတော့ပြောတယ်မီးတောက်ကလေးစီမီးတောက်ကလေးတစ်ခုထွန်းထားတယ်ဆိုကြပါစို့ဒီမီးတောက်ကလေးငြိမ်းသွားခြင်းမှာအကြောင်းတရား၄မျိုးရှိတယ်တဲ့မီးစာကုံလို့ငြိမ်းသွားနှစ်စီကုံလို့ငြိမ်းသွားဟုတ်လားသုံးမီးစာရောစီရောတပြိုင်တည်းကုံလို့ငြိမ်းသွားဟောနံပါတ်၄ကျတော့ဘာပြောတော့ဆိုတော့မီးစာရောစီရောရှိနေသေးတယ်ဒါပေမဲ့လေးတိုက်ချင်းတစ်စုံတစ်ယောက်ကငြိမ်းတက်လိုက်ခြင်းအစရှိတဲ့ဘေးပြောကတစ်ခုခုကြောင့်ဒီမီးတောက်ကလေးငြိမ်းသွားတယ်ပိဿပေါင်းသူတော်ကောင်းတို့အလုံးဉာဏ်ရှိပါတယ်ဒါဘယ်လိုဥမာနဲ့ဆက်ဟပ်ပြီးတော့တွေးတောယူရမယ်ဆိုတာအလုံးနားလည်ကြပြီသားဟုတ်လားဒါကြောင့်တတ္တဝါတွေမှာဘယ်လိုအနေအထားမျိုးမှာဘယ်လိုအချိန်မျိုးမှာဘယ်လိုအသက်အရွယ်မှာသိကြရမယ်ဆိုတာကိုမသိနိုင်ဘူးဘာဖြစ်လို့လဲဆိုတော့သိခြင်းရဲ့အကြောင်းတရားတွေဟာအလွန်မှများတဲ့အတွက်ကြောင့်တနည်းအားဖြင့်ဒီခန္ဓာကိုယ်ကြီးဟာအကြောင်းအမျိုးမျိုးကြောင့်ပျက်စီးသွားနိုင်တဲ့အတွက်ကြောင့်ဘယ်လိုပုံစံဘယ်လိုအနေအထားဘယ်လိုအချိန်သိရမယ်ဆိုတာမသိနိုင်ဘူးအဲ့ဒီအချက်နဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့သိခြင်းတရားဆိုတာအလွန်တရာမှမြန်ဆန်ဆန်ရောက်လာတတ်တယ်ဆိုတာနဲ့ဆက်ပြီးတော့တနည်းအားဖြင့်တော့သိတတ်တဲ့သဘောတရားနဲ့ပတ်သက်ပြီးတော့ပို့ပြီးတော့ကြည်ကြည်ပြန့်ပြန့်နားလည်မှုရှိသွားအောင်ဦးဇင်းတို့အင်္ဂုတ္တပါဠိတော်တတ္တကနိဗ္ဗာန်မှာလာရှိတဲ့အရကသုတ်တံဆိုတာလေးကိုပြောပြခြင်းတယ်အဲ့ဒီသုတ်တံမှာသိခြင်းတရားနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဟောထားပုံကလေးယဟန်တော်တွေကိုမြတ်စွာဘုရားဟောခဲ့တာပါယဟန်တို့တဲ့ရှေးတုန်းကဖြစ်ခဲ့ဘူးတာလေးတစ်ခုကိုပြောပြမယ်တဲ့
ရှိတုန်းကကာမရာဂကိုဇန်တရားဖြင့်ဖယ်ခွာထားနိုင်တဲ့အယူဝါဒတွေကိုတီထွင်နိုင်စွမ်းရှိတဲ့အရကလို့အမည်ရတဲ့ယသိဆရာကြီးတယောက်ရှိခဲ့ဘူးတဲ့ဇန်တရားဖြင့်ကာမရာဂကိုဖယ်ခွာထားနိုင်တဲ့အယူဝါဒတွေကိုတီထွင်နိုင်စွမ်းရှိတဲ့အလွန်မြင့်မြတ်တဲ့သူတော်ကောင်းကြီးပါပဲအရကဆိုတဲ့ယသိဆရာကြီးအဲ့ဒီဆရာကြီးမှာတပည့်တွေရာပေါင်းများစွာသူ့စီကနေပြီးတော့နေယူပြီးတော့ယသိဝတ်ပြီးတော့အကျင့်မြတ်တွေကိုကျင့်နေကြတဲ့တပည့်တွေရှိတယ်အဲ့ဒါတောတောင်ရက်ကိုခုမိပြီးတော့နေကြတာပေါ့အဲ့ဒီအရကဆရာကြီးကသူ့ရဲ့တပည့်တွေကိုဘယ်လိုဆုံးမတော့ဆိုတော့အပကံဗျမနဇီဝိတံမနုဿာနံပရိဒံလဟုကံဘဟုပါယတံဘဟုဒုက္ခံဘဟုပါယတံမန္တယဗုဒ္ဓဗံကတ္တဗံကုသလံစရိတဗံဗြဟ္မစတိယနတ္ထိဇာတတအမရဏံအဓိပ္ပာယ်ကဘာပြောတော့ဆိုတော့ဗျမနအိုသူတော်ကောင်းတို့ဆရာကြီးကသူ့ရဲ့တပည့်တွေကိုသူတော်ကောင်းတို့လို့ခေါ်ပြီးတော့တရားစကားပြောတာသူတော်ကောင်းတို့တဲ့လူသားတွေရဲ့အသက်ဆိုတာမနုဿာနံလူသားတို့ရဲ့ဇီဝိတံအသက်ဆိုတာအပကံနည်းနည်းလေးတဲ့လူတွေထင်ထားသလိုအသက်ဆိုတာအများကြီးမဟုတ်ဘူးတဲ့အသက်ဆိုတာဘာလဲတော့နည်းနည်းလေးတဲ့ပရိဒံအလွန်မှလည်းတူတောင်းနေတဲ့အသက်ဆိုတာတူတူလေးတဲ့အရှိကြီးမဟုတ်ဘူးတဲ့နော်ပြီးတော့ဘာပြောတော့လဟုကံလူတွေရဲ့အသက်ဆိုတာအလွန်မြန်တယ်တဲ့အကြာကြီးမဟုတ်ဟုတ်လားသူသုံးချက်ပြောတယ်နော်အပကံအသက်ဆိုတာနည်းနည်းလေးအများကြီးမဟုတ်ပရိဒံတူတူလေးအရှိကြီးမဟုတ်လဟုကံအလွန်မှမြန်မြန်ဆန်ဆန်ကုန်ပြောက်သွားတဲ့သဘောရှိတယ်အကြာကြီးတည်နေတာမဟုတ်ဘူးတဲ့ပြီးတော့ဒီအသက်ရဲ့သဘောတဘာဝဟာဘဟုဒုက္ခံဆင်းရဲမှုတွေအလွန်များတယ်တဲ့ဘဟုပါယတံပင်မမှုလည်းအလွန်များတယ်တဲ့ဘဝမှာရှင်သန်နေထိုင်ရတယ်ဆိုတာတက်တောင့်တက်တာနေရတာမဟုတ်ချမ်းချမ်းသာသာနေရတာမဟုတ်ပင်ပင်ပန်းပန်းဆင်းဆင်းရဲရဲနေထိုင်ရှင်သန်ရတာဒါကြောင့်အသက်ရှင်ရတယ်ဆိုတာဘာလဲတော့ဆင်းရဲတယ်ပင်ပန်းနေတဲ့မန္တာယဗုဒ္ဓဗံအဲ့ဒီအချက်တွေကိုအဲ့ဒီသဘာဝတွေကိုဉာဏ်ပညာဖြင့်ကောင်းကောင်းသိပြီးတော့မြင်ပြီးတော့ကတ္တဗံကုသလကုသိုလ်ကောင်းမှုကိုပြုသင့်တယ်စရိတဗံဗြဟ္မစတိယမြတ်သောအကျင့်ကိုကျင့်သုံးသင့်တယ်တဲ့နတ္ထိဇာတတအမရဏံမွေးဖွားလာတဲ့တတ္တဝါမသိဘူးမရှိဘူးတဲ့ဟောဆရာကြီးကသူ့ရဲ့တပည့်တွေကိုဆုံးမတာနော်သူတော်ကောင်းတို့လူသားတွေအသက်ဆိုတာအလွန်တရာမှတိုးတောင်းတယ်အလွန်တရာမှမြန်တယ်အလွန်တရာမှနဲတယ်အလွန်မှလည်းပဲဆင်းရဲပင်ပန်းတယ်ဒါကြောင့်ဒါတွေကိုဉာဏ်ပညာနဲ့သိမြင်ပြီးတော့ကောင်းမှုကိုပြုသင့်တယ်မပြည့်စည်သေးခင်ပါမြတ်သောအကျင့်ကိုကျင့်သုံးသင့်တယ်မွေးဖွားလာတဲ့တတ္တဝါဘယ်တတ္တဝါမှမသိဘူးဆိုတာမရှိပါဘူးတဲ့ဆရာကြီးကသူ့ရဲ့တပည့်တွေကိုဆုံးမကုသိုလ်ကောင်းမှုကိုပြုဖို့မြတ်သောအကျင့်တွေကိုကျင့်သုံးဖို့အတွက်တေခြင်းတရားကိုညွှန်ပြပြီးတော့တိုက်တွန်းတယ်လို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်နော်အဲ့လိုအရှင်တို့တေခြင်းတရားကိုပြောပြီးတော့တိုက်တွန်းတဲ့နေရာမှာတေခြင်းတရားလူသားတွေရဲ့အသက်နဲ့ပတ်သက်ပြီးတော့အရကဆရာကြီးကလူတွေရဲ့အသက်ဆိုတာအလွန်လျင်မြန်စွာကွယ်ပြောက်သွားတတ်တယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ဥပမာ9မျိုးလောက်ပေးပြီးတော့သူဆက်ပြီးတော့ပြောတယ်အဲ့ဒါလေးကိုပေးသက်ပေါင်းသူတော်ကောင်းတို့အကျဉ်းမြင်လေးအနှစ်ချုပ်ပြီးတော့နော်အကြောင်းအရာလေးတော့စုံအောင်မှတ်ကြမယ်ပေါ့ဟုတ်လားဥပမာဘယ်နှမျိုးပြောတယ်9မျိုးပထမပေးတဲ့ဥပမာကဘာတုံးဆိုတော့သူတော်ကောင်းတို့တဲ့လူသားတွေရဲ့အသက်ဆိုတာဥဒ္ဒါဝဘိန္ဒုပမမြက်ဖြားမှာကြာရောက်နေတဲ့နှင်းပြောက်ကလေးနဲ့တူတယ်တဲ့နောက်ဆောင်းကာလမှာမြက်ဖြားလေးတွေမှာငွေရောင်လေးတွေလို့စိန်ရောင်လေးတွေလို့တိတိလေးတွေတီးပြီးတော့နှင်းပြောက်လေးတွေကတ်နေတာတွေ့ဘူးတယ်မဟုတ်လားအဲ့ဒီနှင်းပြောက်လေးတွေဟာနေရောင်ထွက်လာပြီဆိုတာနဲ့ဘယ်အချိန်မှာကုံသွားတယ်ပျောက်သွားတယ်ဆိုတာဘယ်သူမှမသိလိုက်ဟုတ်တယ်မဟုတ်လားနော်နှင်းပြောက်ကလေးတွေဟာနေရောင်တောက်လာတာနဲ့ဘာဖြစ်သွားတော့ကွဲပြောက်သွားတယ်မရှိတော့ဘယ်ရောက်တော့မှမသိတော့အဲ့လိုပဲလူတွေရဲ့အသက်ဆိုတာမြက်ဖြားမှာကြာရောက်နေတဲ့နှင်းပြောက်များနဲ့တူတယ်တဲ့ဒါကြောင့်ဒါလေးပျောက်မသွားသေးခင်မှာကောင်းတာကိုလှုပ်လို့ရနေတဲ့အခိုက်အတန့်မှာမြင့်မြတ်တဲ့အကျင့်ကိုကျင့်သုံးလို့ရနေတဲ့အခိုက်အတန့်မှာကောင်းတာကိုလှုပ်ဖို့မြင့်မြတ်တာကိုကျင့်သုံးဖို့သူကပြောနေတာဟုတ်လားဒါကြောင့်နံပါတ်1ဥမာကလူတွေရဲ့အသက်ဆိုတာဘာတဲ့တော့မြက်ဖြားမှာကြာနေတဲ့နှင်းပေါက်ဒါကိုဦးဇင်းတို့မှတ်သားရလွယ်အောင်ဆောင်းပုဒ်ကလေးစီထားတယ်မြက်ဖြားနှင်းပြောက်မိုးပေါက်ရေပွက်ရေထက်တုတ်ချစ်တောင်ကျမြင့်နဲ့ထွေးပြစ်တွေးအပူပေးအိုးထက်ပျောက်ပြက်အသာတတ်မြည်နွားဟုဥမာ9မျိုးအဲ့ဒါနံပါတ်1ဥမာကဘာတုံးဆိုတော့မြက်ဖြားနှင်းပြောက်မိုးပေါက်ရေပွက်
ဦးဇင်းတို့မိုးခါကာလမှာမိုးရွာပြီဆိုရင်ရေပြင်ကြီးပေါ်မှာမိုးပေါက်ကလေးတွေကကြမ်းတော့နော်ရေပေါ်ကလေးတွေကဝိုင်းကနေထင်သွားတာလေးတွေလူတိုင်းမြင်ဘူးတယ်နော်အေးအဲ့ဒီမိုးရေကြလာလို့ဒီရေပြင်လေးပေါ်မှာနော်ရေလှိုင်းကလေးတွေအဝိုင်းလိုက်ထင်သွားတယ်နော်ဒီရေပွက်ကလေးဟာပိဿပေါင်းသူတော်ကောင်းတို့ဘယ်လောက်ကြာတော့မြတ်တော့မှမကြာဘူးဟုတ်လားအဲ့လိုပဲလူသားတွေရဲ့အသက်ဆိုတာနော်ဥဒကပုဖ္ဖလူပမတ်ရေပေါ်မှာကြာနေတဲ့ရေပွက်ကလေးနဲ့အလွန်တူတယ်လို့ဆရာကြီးကဥမာပေးပြီးတော့ပြောတာမြက်ဖြာနှင်းပြောက်မိုးပေါက်ရေပွက်ရေထက်ဒုတ်ချစ်တခါတလေကလေးတွေရေမျက်နှာပြင်ပေါ်မှာဒုတ်ချောင်းလေးနဲ့ချစ်လိုက်တယ်နော်ထင်းသွားတဲ့အကြောင်းလေးဟာဘယ်လောက်ကြာတော့လုံးဝမကြာဘူးမရှိရဒုက္ခသွားရင်တော့အကြောင်းလေးကလိုက်ထင်ပြီးတော့ရေကတော့တခါတည်းလိုက်ပြီးတော့ဖုံးသွားတာပဲဟုတ်တယ်မဟုတ်လားအဲ့လိုပဲလူသားတွေရဲ့တတန်းဆိုတာရေပေါ်မှာဒုတ်ချောင်းနဲ့ချစ်လို့ထင်လာတဲ့အရေးအကြောင်းနဲ့တူတယ်တဲ့ဥဒကေဒန္တရာဇုပမရေပေါ်မှာထင်းလာတဲ့ရေးချစ်လိုက်လို့ထင်းလာတဲ့အရေးအကြောင်းနဲ့တူတယ်မြက်ဖြာနှင်းပြောက်မိုးပေါက်ရေပွက်ရေထက်ဒုတ်ချစ်တောင်ချမြင့်နဲ့နဒီပပ္ပတိယုပမတောင်ပေါ်ကနေပြီးတော့အရှိန်နဲ့ထိုးကြပြီးတော့စီးဆင်းလာတဲ့တောင်ချမြင့်ပင်လေသမုဒ္ဒရာဒီကိုဥတည်ပြီးတော့စီးဆင်းနေတဲ့တောင်ချမြင့်အဲ့ဒီတောင်ချမြင့်နဲ့တရားဓမ္မတို့ဦးဇင်းရဲ့ဘဝဟာအလွန်တူတယ်လို့ဆိုတယ်ပေသပေါင်းသူတော်ကောင်းတို့တောင်ချမြင့်ဆိုတာလေးကိုမျက်စိနဲ့မြင်အောင်ကြည့်စမ်းပါရိုးရိုးမြင့်လို့တောင်မြတ်စွာဘုရားမဟုတ်တောင်ချမြင့်တဲ့ရိုးရိုးမြင့်ကစီးလို့စီးရင်လှုပ်လိလှုပ်အဲနဲ့သူကအေးအေးဆေးဆေးပဲစီးမှာတောင်ချမြင့်ဆိုတော့အရှိန်အဟုန်နဲ့အားနဲ့မန်းနဲ့မြန်ဆန်တွတ်လွတ်လပ်စီးဆင်းနေတာစီးဆင်းနေတာကဘယ်ကိုဥတည်ပြီးတော့စီးဆင်းနေတာပင်လေသမုဒ္ဒရာစီကိုဥတည်ပြီးတော့စီးဆင်းနေတာအဲ့ဒါလို့စီးဆင်းနေတဲ့အနေအထားကိုတည်တည်ချာချာအကဲခတ်ကြည့်မယ်ဆိုလို့ရှိရင်ဒီတောင်ချမြင့်ဟာမစီးဆင်းမဲ့နဲ့ရက်နေတယ်ဆိုတဲ့အချိန်တစ်ချိန်မှမရှိဘူးဟုတ်တယ်မဟုတ်လားမနေ့ကင်းလဲစီးတယ်နေ့လဲကင်းလဲစီးတယ်ညနေကင်းလဲစီးတယ်နေ့လဲစီးတယ်ညလဲစီးတယ်သူမစီးတဲ့အချိန်ရက်နေတဲ့အချိန်ဆိုတာဘယ်အချိန်မှမရှိဘူးအဲ့ဒါလိုပဲတရားဓမ္မတို့ဥညွေဘဝရဲ့ဒီရှင်သန်ခြင်းခရီးစဉ်နော်တည်ဆုံးခြင်းဒီကိုဥတည်ပြီးတော့သွားနေရတဲ့ဒီခရီးရက်နေတယ်နားနေတယ်လို့တစ်ချိန်မှမရှိဘူးတောင်ချမြစ်သည်အရက်အနာမရှိတလက်ဆက်စီးဆင်းပြီးတကယ်တော့တရားဓမ္မတို့ဦးဇင်းတို့ရဲ့တည်ခြင်းဒီကိုသွားနေရတဲ့ဒီရှင်သန်ခြင်းဆိုတဲ့ခရီးဟာအရက်မရှိဘူးအနာမရှိဘူးအမြဲတမ်းသွားနေတယ်မနေ့ကင်းလဲသွားတယ်နေ့လည်းကင်းလဲသွားတယ်ညနေကင်းလဲသွားတယ်သမင်းစားရင်လဲသွားတယ်ရေချိုးရင်လဲသွားတယ်အလုတ်လုတ်ရင်လဲသွားတယ်စကားပြောရင်လဲသွားတယ်ကိုတိမတိသူကတော့ဘာဖြစ်နေတော့သွားနေတယ်ရုပ်စွာဆုံးညအခါအိရှက်အနာယူပါတယ်ဆိုတဲ့အချိန်မျိုးမှတောင်မှဒီခန္ဓာကိုယ်ကြီးဟာတည်ခြင်းတရားစီကိုသွားတဲ့ခရီးကိုရက်နေပါသလားမရက်ဘူးသူသွားနေတယ်ဟုတ်လားအဲ့တော့ဦးဇင်းတို့ပြေးတဲ့ပေါင်းသူတော်ကောင်းတို့ဒလဇက်အရက်မရှိအနာမရှိဒလဇက်သွားပြီဆိုရင်တော့တေချာတာကဘာလဲတဖြည်းဖြည်းနဲ့နီးလာမယ်ဆိုတဲ့အချက်ပေါ့ဟုတ်ရဲ့လားသူကအရက်မရှိအနာမရှိသွားတာကိုနော်ဒါကြောင့်အဲ့ဒီအချက်ကလေးကိုပုံပေါ်အောင်နည်းနည်းလေးဦးဇင်းအသေးစိတ်ပြီးတော့ပြောလိုက်ပါတယ်နော်လူသားတွေရဲ့ရှင်းသန်းနေရတယ်ဆိုတဲ့အနေအထားဟာတောင်ကျမြစ်တစင်းစီးဆင်းနေတာနဲ့အလွန်တူတယ်ဥပမာတစ်ခုရှိသွားပြီတော့မြက်ဖြာနှင်းပြောက်မိုးပေါက်ရေပွက်ရေထက်ဒုတ်ချစ်တောင်ကျမြစ်နဲ့နော်လေးခုရှိသွားပြီနော်ရေထက်ဒုတ်ချစ်တောင်ကျမြစ်နဲ့ထွေးပြစ်တဲ့ထွေးဟောအားရှိတဲ့လူတယောက်နော်ကျမကြီးကောင်းတဲ့လူတယောက်ထွေးထွေးလိုက်တယ်ဆိုတာဘာမှခက်ခဲမှုမရှိဘူးတဲ့နော်ပုံမှန်လူတယောက်ထွေးထွေးတယ်ဆိုတာဘာခက်ခဲမှုရှိလဲဘာမှမရှိပါဘူးရှားပြားလေးနဲ့ထွေးကိုလှိတ်သိမ့်ပြီးတော့အသာပဲထွေးပလိုက်တာပဲလူဘဝဆိုတာအဲ့ဒီထွေးပေါင်းနဲ့တူတယ်တဲ့ဆိုလိုတာကသေခြင်းတယ်ဆိုရင်လွယ်လွယ်လေးနဲ့သေသွားတာသေဖို့အတွက်ဘာခက်ခဲမှမရှိဘူးဟုတ်လားလွယ်လွယ်ကူကူသေခြင်းတရားဟာရောက်လာနိုင်တယ်လို့ပြောတာနော်ဒါကြောင့်ပြည်သက်ပေါင်းသူတော်ကောင်းတို့တတ္တဝါတွေရဲ့သေဆုံးခြင်းဆိုတာခက်ခဲကိစ္စကြီးမဟုတ်ဘူးသဘောပေါက်ရဲ့လားဗျအေးလွယ်လွယ်လေးနဲ့သေသွားကြတဲ့ပုဂ္ဂိုလ်တွေရဲ့အကြောင်းကိုပြောမှဆိုရင်ဆုံးမှာမဟုတ်ဘူးနော်အေးဒါကြောင့်ပြည်သက်ပေါင်းသူတော်ကောင်းတို့ထွေးပြစ်တွေတဲ့တွေပေါင်းနဲ့တူတယ်တဲ့အပူပေးအိုးထက်ပျောက်ပြစ်အပ်သားတဲ့6ခုမြောက်ဥပမာကဦးဇင်းတို့တန်အိုးကင်းတစ်ခုနီရဲနေအောင်အောက်ကမီးအပူပေးထားရဲတောက်နေတဲ့တန်အိုးကင်းကြီးအဲ့ဒီဘောကိုဦးဇင်းတို့လက်ထိတ်တို့လက်မတို့အမဲသားလုံးတွေတုံးလှီးပြီးတော့ပြစ်ချလိုက်မယ်ဆိုလို့ရှိရင်
တွန့်လိန်ပြီးတော့မရတူပြီးတော့ကျွန့်ကျစ်ပြီးတော့တခါတည်းပြာကျပြီးတော့ကြောက်ပြတ်သွားဟုတ်လားအဲ့လိုပဲလူသားတွေရဲ့ဒီရှင်သန်ရတယ်ဆိုတဲ့ဘဝခရီးဘဝရဲ့အနေအထားဟာအဲ့ဒီအမဲသားတုံးကလေးနဲ့တူတယ်တဲ့ရဲရဲပူနေတဲ့တန်အိုးကင်းပေါ်ကိုကျသွားတဲ့အမဲသားတိတိလေးနဲ့တူတယ်တဘဝကိုဦးရင်တို့မြန်မြန်ဆန်ဆန်ကြည့်လိုက်မယ်ဆိုရင်လည်းပဲဩဘဝဆိုတာပူရင်လောင်ရင်နဲ့ပျက်စီးသွားတဲ့သဘောပဲလို့သုံးသပ်မယ်ဆိုရင်ကိုသုံးသပ်လို့မရဘူးလားလူဘဝဆိုတာပူရင်လောင်ရင်နဲ့ပျက်စီးသွားတဲ့သဘောပျောက်ပြက်သွားတဲ့သဘောပါပဲဘာမှကြီးကြီးကျယ်ကျယ်ခန်းခန်းနာနာကြီးလို့ပြောစရာအကြောင်းဘာမှမရှိဘူးတေချာစဉ်းစားကြည့်နော်မြန်မြန်ဆန်ဆန်ပျောက်ကွယ်သွားတယ်ရိုးရိုးပျောက်ကွယ်သွားတာမဟုတ်ဘူးပူရင်လောင်ရင်ပင်ပန်းရင်ရုန်းကန်ရင်လှုပ်ရှားရင်နဲ့ပျောက်ကွယ်သွားဟုတ်လားဒါကြောင့်ဆရာကြီးကပြောတာကောင်းတာကိုလှုပ်ခွင့်ရှိနေတဲ့အခိုက်မြင့်မြတ်တာကိုကျင့်သုံးခွင့်ရှိနေတဲ့အခိုက်တမှာကောင်းတာကိုလှုပ်လိုက်ဖို့မြင့်မြတ်တာကိုကျင့်သုံးလိုက်ဖို့ဒါကိုသူကတိုက်တွန်းတာပါနောက်ဦးဇင်းတို့ခုနှစ်ခုမြောက်ဥပမာကဘာတွေတုံးဆိုတော့ဂောဝိစုဗမနော်တတ်မိနွားတဲ့သာတယုံကိုအဆွဲခံရတဲ့နွားမတကောင်ရဲ့ခြေလန်းတိုင်းခြေလန်းတိုင်းသည်တေခြင်းတရားနဲ့ပို၍နီးလာတယ်လို့ပဲတဲ့တတ္တဝါတွေရဲ့ဒီရှင်သန်ခြင်းဆိုတာလည်းပဲတဖြည်းဖြည်းနဲ့တေဖို့နီးလာတာစိတ်ကူးနဲ့မြင်ကြည့်ပေါ့နော်နွားသားသမားကသူတတ်မဲ့နွားကိုနွားတတ်မဲ့နေရာစီကိုဆွဲသွားပြီဆိုရင်ပထမခြေလန်းနဲ့ဒုတိယခြေလန်းပိုနီးလာတယ်ဒုတိယခြေလန်းနဲ့တတိယခြေလန်းပိုနီးလာတယ်အဲ့ဒါလိုပဲဒကာဓမ္မတို့ဦးဇင်းတို့ရဲ့ဘဝဆိုတာတေဖို့တဖြည်းဖြည်းနဲ့ဘာဖြစ်လာနီးလာတယ်မနှစ်ကတည်းကဒီနှစ်ပို့ပြီးတော့နီးလာတယ်ဒါဘယ်သူမှမငင်းနိုင်ဘူးနော်အရင်လကတည်းကဒီလပို့ပြီးတော့နီးလာတယ်မနေ့ကတည်းကဒီနေ့ပို့ပြီးတော့နီးလာတယ်တတ်ထက်ပို့ပြီးတော့လက်တွေ့ကြကြပြောရမယ်ဆိုရင်စောစောကထက်အခုပို့ပြီးတော့နီးလာတယ်ဘယ်သူငင်းနိုင်ပါသလဲဗျမငင်းနိုင်ဘူးတော့တဖြည်းဖြည်းနီးလာတယ်ဆိုတဲ့ဒီတတ်မိနွားဥပမာနဲ့တောင်ကြားမြစ်ဥပမာဒီနှစ်ခုကိုနှိုင်းယှဉ်ပြီးတော့ဆက်ပြီးတော့ဦးဇင်းကစဉ်းစားစေခြင်းနီးလာတယ်ဆိုတာဘာလို့နီးတာအရက်မရှိအနားမရှိဒလဇက်သွားနေလို့နေတာဟုတ်တယ်မဟုတ်လားအေးဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့တောင်ကြားမြစ်ဆိုတဲ့ဥမာနဲ့တတ်မိနွားဆိုတဲ့ဥမာနဲ့ဒီနှစ်ခုကိုဆက်ပြီးတော့တွေးမယ်ဆိုရင်ပို့ပြီးတော့အတိတ်ပဲပြည့်စုံပြီးတော့ဓမ္မရတ္တပို့ပြီးတော့ပေါ်နိုင်တာပေါ့ဟုတ်လားအေးအဲ့ဒါဥမာဘယ်နှမျိုးရှိသွားပြီတော့ခုနှမျိုးရှိသွားပြီနော်မြက်ပြားနှင်းပြောက်မိုးပေါက်ရေဘွက်ရေထက်တုတ်ချစ်တောင်ကြားမြစ်နဲ့ထွေးပြစ်တွေးအပူပေးအိုးထက်ပျောက်ပြက်အသာတတ်မိနွားဟုခုနှမျိုးနော်အဲ့ဒီခုနှမျိုးဥမာကိုပေးပြီးတော့ရကဆရာကြီးကသူ့ရဲ့တပည့်တွေကိုတပည့်တို့ဒီသဘောတဘာဝတွေကိုသိမြင်နားလည်ပြီးတော့ကောင်းတာကိုပြုတဲ့နဲ့မြတ်သောကျင့်ကိုကျင့်သုံးတဲ့နဲ့မွေးဖွားလာတဲ့တတ္တဝါမသိဘူးဆိုတာတော့မရှိဘူးလို့ဆုံးမအဲ့ဒါကိုမြတ်စွာဘုရားကဘလို့သုံးသပ်ပြတော့ဆိုတော့ယဟန်တို့တဲ့အဲ့ဒီအရကဆရာကြီးကသူ့ရဲ့တပည့်တွေကိုလူတွေရဲ့အသက်ဟာအလွန်တရာမှကုံလွယ်ပြောင်းလွယ်တဲ့သဘောရှိတယ်လို့ဆိုဆုံးမတယ်အဲ့လိုဆိုဆုံးမမဲ့တာဆိုဆုံးမနေတာတဲ့တကယ်တည်းကအရကဆရာကြီးတို့ခေတ္တုံးကလူသားတွေရဲ့တက်တန်းဟာနှစ်ပေါင်း6000ရှိတယ်တဲ့ဟုတ်လားအဲ့ဒီတုန်းကလူတွေရဲ့တက်တန်းဟာနှစ်ပေါင်း6000ရှိတယ်လူတွေမှာယောဂဆိုလို့ထမင်းစားတာရဲ့ရေးစားတာရဲ့အေးတာရဲ့ပူတာရဲ့ကျင်ကြီးစွန့်ကျင်တာရဲ့ကျင်ငယ်စွန့်ကျင်တာရဲ့ဒီ6မျိုးပဲရှိတယ်တဲ့ကဲအသက်ကလည်းအလွန်ရှိတယ်ယောဂကလည်းအလွန်နေတယ်အဲ့ဒီလိုခေတ်အခါအနေအထားမျိုးမှာတောင်မှအရကဆရာကြီးကသူ့ရဲ့တပည့်တွေကိုဒီလိုဆုံးမသေးတယ်ဆိုရင်အဲ့ဒီလိုတရားစကားမျိုးကိုအခုခေတ်အခါမျိုးမှာပိုးပြီးတော့ကောင်းကောင်းမွန်မွန်ပြောဟောတဲ့နေတဲ့မြတ်စွာဘုရားကဟောဆိုအခုခေတ်အသက်ရှိတယ်ဆိုရင်အလွန်ဆုံးရှင်မှာနှစ်တရာပိုရင်နည်းနည်းဟုတ်တယ်မဟုတ်လားအဲ့ဒါမြတ်စွာဘုရားကမဟာကရုဏာပြဋ္ဌာန်းပြီးတော့လူတွေနှစ်ပေါင်းတရာအသက်ရှင်ရတယ်ဆိုအောင်တောင်မှနှစ်တရာဆိုတာဘယ်လောက်ကြာလဲဆိုတာကိုလပေါင်းဘယ်လောက်ရှိတယ်သတင်းပတ်ပေါင်းဘယ်လောက်ရှိတယ်ရက်ပေါင်းဘယ်လောက်ရှိတယ်တရက်ကိုထမင်းနဲ့စားမယ်ဆိုရင်ထမင်းနဲ့ပေါင်းဘယ်လောက်ရှိမေးအဲ့ဒါလူမြတ်စွာဘုရားစိတ်ရှိလက်ရှိတွက်ပြထားတယ်အဲ့ဒီသုတ်တန်ထဲမှာအဲ့လိုမြတ်စွာဘုရားကတွက်ပြပြီးတော့ယဟန်တို့တဲ့တပည့်တွေရဲ့အကျိုးစီးပွားကိုလိုလားတဲ့တပည့်တာဝကတွေရဲ့ပုံမှာအလွန်တရာမှတနာကျင်နာမှုရှိတယ်နော်ဆရာတယောက်ဖြစ်တဲ့သင်တို့ရဲ့ဆရာငါဖရာဟာငါလှုပ်တဲ့အလုပ်ကိုလှုပ်ပြီးပြီတဲ့ငါပြောတဲ့စကားကိုပြောပြီးပြီမြတ်စွာဘုရားရဲ့အလုပ်ဆိုတာကတပည့်ညုတဉာဏ်ကြီးနဲ့ကြည်ပြီးတော့သိမြင်နားလေတဲ့အသည့်တွေကိုဒါတတ္တဝါတွေကိုအမှန်တိုင်းပြောပြဖို့ဒါမြတ်စွာဘုရားရဲ့အလုပ်လို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်အဲ့ဒါမြတ်စွာဘုရားကသူလှုပ်เสียရှိတာကိုဗါတဲ့တော့လှုပ်ပြီးပြီတဲ့ပြောကြရှိတာကိုပြောပြီးပြီတ
ဒါကြောင့်ယဟန်တို့တဲ့ဟောဒီမှာတစ်ပင်ရင်ဟောဒီမှာစိတ်ငြိမ်ရာဟုတ်လားဒီအရက်တွေစိတ်ငြိမ်ရာရက်တွေကိုချင်းကပ်ပြီးတော့ကိုယ်ခန္ဓာရဲ့အကြောင်းကိုအမှန်တိုင်းသိအောင်မြင်အောင်နော်ကြိုးစားအထုတ်တဲ့ဘာဝနာလုပ်တွေကိုကြိုးစားပြီးတော့အထုတ်ကြနောင်တစ်ချိန်ကြမှာငါအာမထုတ်ခဲ့မိတာမှားလိခြင်းဆိုပြီးတော့နောင်တဖြင့်ပူးနေရတာမျိုးမရှိစေနဲ့ဒါဟာသင်တို့အတွက်ပေးတဲ့ငါဘုရားရဲ့အဆုံးအမပဲလို့မြတ်စွာဘုရားကအဲ့ဒီအရကသုတ်တံမှာအဲ့ဒီဏိဂုံးစကားလေးနဲ့အဆုံးသတ်တဲ့ပေါ့ဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ဒီအရကသုတ်တံနဲ့စောစောကတည်ခြင်းသဘောတွေကိုနှိုင်းရှင်ပြီးတော့ကြည်ကြည်ပြန့်ပြန့်နားလည်ဖို့မသင်ဘူးလားဗျာသင်တယ်နော်တရားဓမ္မတို့ဦးဇင်းတို့ဘဝရဲ့တည်ခြင်းတရားဆိုတာဘလို့သဘောရှိသလဲဆိုတာလေးကိုဒါဦးဇင်းတို့လက်လှမ်းမိတဲ့လောက်ကလေးပြောပါတယ်နော်တည်ခြင်းသဘောဆိုတာဘလို့ရှိလဲဒါတရားရဲ့ပထမပိုင်းပေါ့ဒါဦးဇင်းတို့ဒုတိယပိုင်းဆက်ပြီးတော့ပြောချင်တာကဒီတည်ခြင်းတရားနဲ့ပတ်သက်ပြီးတော့အစဉ်ပြေအောင်တို့ဘလို့ရင်ဆိုင်နိုင်အောင်ကြိုးစားမလဲဆိုတဲ့အပိုင်းတည်ခြင်းတရားကိုအစဉ်ပြေစွာရင်ဆိုင်နိုင်ဖို့အတွက်ဘလို့ကြိုးစားအထုတ်မလဲတနည်းအားဖြင့်ကောင်းကောင်းမွန်မွန်သိနိုင်အောင်တဆင့်တက်ပြီးတော့သိခြင်းတရားကလွတ်ကင်းအောင်နှစ်ချက်နော်သိခြင်းကောင်းဖို့သိခြင်းလွတ်ဖို့ပေသပေါင်းသူတော်ကောင်းတို့စစ်စစ်ဆက်ဆက်ကလေးနာယူစေခြင်းနဲ့ဟုတ်လားသိခြင်းတရားနဲ့ပတ်သက်ပြီးတော့ပါတယ်သိခြင်းကောင်းဖို့သိခြင်းလွတ်ဖို့ဒီနေရာမှာဦးဇင်းတို့သိခြင်းတရားနဲ့ပတ်သက်ပြီးတော့ဘလို့အစဉ်ပြေအောင်ရင်ဆိုင်ရပါမလဲဆိုတာကိုဉာဏ်ရှိတဲ့လူတိုင်းဟာတွေးတောထားတဲ့။ဟုတ်ဆိုသိခြင်းတရားဆိုတာလူဘဝမှာအလွန်မှအရေးကြီးတယ်။ဘာလို့အရေးကြီးတယ်လို့ပြောရလဲ။သေခါနီးအနေအထားလေးကိုအခြေခံပြီးတော့နော်ကောင်းတဲ့ဘဝကိုရောက်သွားတယ်မကောင်းတဲ့ဘဝကိုရောက်သွားတယ်ဆိုတာဖြစ်သွားတာပဲ။ဟုတ်တယ်မဟုတ်လား။အေးတရားဓမ္မတို့ဦးဇင်းတို့သိခြင်းတရားကိုအစဉ်ပြေအောင်ရင်မဆိုင်နိုင်ဘူးဆိုလို့ရှိရင်အဲ့ဒါအစဉ်မပြေတဲ့ဘဝတွေကိုရောက်သွားမှာ။သိခြင်းတရားကိုကြောက်ကြောက်လန့်လန့်ထိတ်ထိတ်လန့်လန့်တုံတုံလှုပ်လှုပ်နော်ဆွဲဆွဲလွန်းလန်းနဲ့တွေ့တွေ့ဝေးနဲ့မကောင်းတဲ့စိတ်တွေနဲ့သာရင်ဆိုင်သွားကြမယ်ဆိုလို့ရှိရင်မကောင်းတဲ့ဘဝတွေကိုရောက်မသွားနိုင်ဘူးလားရောက်သွားနိုင်တယ်။သိခြင်းတရားကိုအစဉ်ပြေချောမွေ့အောင်ကြည်ကြည်လင်လင်အေးအေးဆေးဆေးချမ်းချမ်းသာသာရင်ဆိုင်နိုင်မှသာလေကောင်းမြတ်တဲ့ဘဝကိုရောက်သွားမှာ။ဒါကြောင့်လူဘဝမှာသိခြင်းတရားဆိုတာအလွန်အရေးကြီးတယ်အရေးပါတယ်လို့ဒီတစ်ချက်တည်းကိုကြည့်ပြီးတော့တောင်ပြောလို့မရဘူးလား။ရတယ်။ဒီနေ့မှာပိဿပေါင်းသူတော်ကောင်းတို့သိခြင်းတရားကိုဘလို့ရင်ဆိုင်ကြမလဲဆိုတာလေးနဲ့ပတ်သက်ပြီးတော့ပထမဦးဆုံးဗာပြောခြင်းတုံးဆိုတော့အဘေယသုတ်တံဆိုတာကိုပြောခြင်းနော်အဘေယဘေယဆိုတာကြောက်လန့်ခြင်းအဆိုတာမရှိတာကြောက်လန့်မှုမရှိဘူးဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အဘေယအဲ့ဒီအဘေယသုတ်တံကိုအနှစ်ချုပ်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်ဦးဇင်းတို့မြတ်စွာဘုရားလက်ထက်ကဇာနုသောနိဆိုတဲ့ပုံနာကြီးတယောက်မြတ်စွာဘုရားဒီကိုရောက်လာပြီးတော့စကားတခွန်းလျှောက်တယ်မြတ်စွာဘုရားဟောဒီလောကကြီးမှာတရားမှာမကြောက်တဲ့တတ္တဝါရေလို့တော့မရှိပါဘူးတဲ့မသေးခင်ကဘာတွေပဲပြောနေတကယ်သိရတော့မယ်ဆိုရင်ကြောက်တဲ့လူတွေကြီးပါပဲတဲ့အဲ့ဒီလိုတပြည့်တော့အယူအဆရှိပါတယ်တဲ့တရားမှာမကြောက်တဲ့လူရေလို့မရှိနိုင်ဘူးလို့သူကယူဆထားတာအဲ့ဒါလိုလျှောက်တဲ့အခါကျတော့မြတ်စွာဘုရားကပုံနာတဲ့လောကကြီးမှာတရားမှာကြောက်တဲ့လူတွေကြီးရှိတာမဟုတ်ဘူးတဲ့တရားမှာကြောက်တဲ့သူတွေရှိတယ်လို့တရားမှာမကြောက်တဲ့သူတွေလည်းရှိတယ်တဲ့တရားမှာမကြောက်တဲ့သူတွေဗါတဲ့ရှိတယ်တဲ့ဒါပေမဲ့အလွန်မှအရေးအတွက်နေပါမယ်လို့ထင်ပါတယ်နော်များသောအားဖြင့်တော့တရားမှာကိုကြောက်ကြတာပဲများပါတယ်သို့တော့မြတ်စွာဘုရားကတော့ရှိတာကိုရှိတဲ့အတိုင်းကတော့ပြောရမှာပေါ့ဟုတ်လားအေးတရားမှာကြောက်တဲ့လူတွေရှိတယ်လို့မကြောက်တဲ့သူတွေလည်းရှိတယ်အဲ့ဒီမှာတရားမှာကြောက်တဲ့လူ၄မျိုးတရားမှာမကြောက်တဲ့သူ၄မျိုးဆိုပြီးတော့မြတ်စွာဘုရားပိုင်းခြားဝေဖန်ပြီးဟောပြထားတယ်အဲ့ဒါလေးကိုပိဿပေါင်းတော်ကောင်းတို့မှတ်သားကြရမယ်ဟုတ်လားအေးတရားမှာကြောက်တဲ့သူ၄မျိုးကဘယ်သူတွေလဲဆိုတော့နံပါတ်1ကာမဂုဏ်အာယုန်ရဲ့ပုံမှာဆွဲလန်းမှုမမောမှုတွေ့တာမှုမကင်းကြတဲ့တတ္တဝါတွေတဲ့လူလောကကြီးမှာတချို့ကာမဂုဏ်အာယုန်ရဲ့ပုံမှာအလွန်ဆွဲလန်းမမောပြီးတော့နေကြတာရှိတယ်အဲ့ဒီပုဂ္ဂိုလ်တွေဟာတေလောက်တဲ့ယောဂတစ်ခုကိုဆွဲကပ်လာပြီဆိုတာနဲ့ငါကတော့ချစ်ခင်မြတ်နိုးစရာကောင်းတယ်ဟောဒီကာမဂုဏ်အာယုန်နေနဲ့ခွဲရတော့မှာပါလားဆိုတဲ့အတွေးနဲ့သိခြင်းတရားကိုအလွန်ကြောက်ရွံ့ထိတ်လန့်တုန်လှုပ်ပြီးတော့ရှင်ဆိုင်ကြတယ်တရားမှာကြောက်ကြတယ်ပေါ့ဒါတရားမှာကြောက်တဲ့ပထမအမျိုးအစားနော်ကာမရဲ့ပုံမှာဆွဲလန်းမမောမှုမကင်းတဲ့ပုဂ္ဂိုလ်များပေါ့နောက်ဒုတိယတရားမှာကြောက်တဲ့အမျိုးအစားကဘာလို့ဆိုတော့တချို့သောတတ္တဝါတွေဟာမိမိကိုယ်ခန္ဓာရဲ့အပေါ်မှာအလွန်မင်းဆွဲလန်းမျက်နှိုးတွေ့တာမှုရှိနေတယ်ခန္ဓာရဲ့အပေါ်မှာဆွဲလန်းမှုမျက်နှိုးမှုတွေ့တာမှုမကင်းကြဘူးပေါ့
အဲ့ဒီလိုပုဂ္ဂိုလ်မျိုးဟာလည်းပဲတေလောက်တဲ့ယောဂတစ်ခုခုဆွဲကပ်လာပြီဆိုတာနဲ့အော်ငါဟာချစ်ခင်မြတ်နိုးပေါ်ရဒီခန္ဓာကိုယ်ကြီးကိုစွန့်ရတော့မှာပါလားဆိုတဲ့အတွေးနဲ့ထိတ်လန့်ကြောက်ရွံ့ပြီးတော့တေခြင်းတရားကိုကြောက်ရွံ့ရင်ဆိုင်သွားကြတယ်တဲ့တရားမှာကြောက်တဲ့လူနောက်ဦးဇင်းတို့တတိယအမျိုးအစားဘာပြောထားတုံးဆိုတော့ဘုံနာတဲ့ဟောဒီလောကကြီးမှာတချို့သောသူတွေဟာကုသိုလ်ကောင်းမှုတွေကိုမပြုရသေးဘူးဒါပေမဲ့မကောင်းမှုအကုသိုလ်တွေကတော့ပြုပြီးသားဖြစ်နေတယ်တဲ့ဟောအဲ့ဒီလိုပုဂ္ဂိုလ်မျိုးဟာလည်းပဲတေလောက်တဲ့ယောဂတစ်ခုခုဆွဲကပ်လာပြီဆိုတာနဲ့အော်ငါကောင်းမှုကမပြုရသေးဘူးမကောင်းမှုတွေကတော့ပြုပြီးသားဖြစ်နေပြီအဲ့လိုဆိုရင်တော့ငါယုံညံ့တဲ့ဘဝတွေကိုရောက်တော့မှာပဲဆိုတဲ့အတွေးနဲ့တရားမှာကိုထိတ်လန့်တုန်လှုပ်ပြီးတော့ကြောင်ရွံ့ကြတယ်တရားမှာကြောက်တဲ့တတိယအမျိုးအစားနောက်သရုဋ္ဌအမျိုးအစားကျတော့ဘာပြောထားတော့ပုံနာတဲ့အချို့သောတတ္တဝါတွေဟာသူတော်ကောင်းတရားနဲ့ပတ်သက်ပြီးတော့ယုံမှားတန်တရားတွေရှိနေတယ်တဲ့မဝေခွဲနိုင်မှုမဆုံးဖြတ်နိုင်မှုပြီးပြင်းကြီးကြီးလင်းလင်းသိမြင်နားလည်ထားတာသူမှမရှိဘူးသူတော်ကောင်းတရားနဲ့ပတ်သက်ပြီးတော့သူလိုတွေးတောပြီးတော့ရှေ့တိုးရမှလို့နောက်ဆိုရမှလို့တန်တရားတွေနဲ့နော်လမ်းလေမှာရက်နေတယ်လို့မျိုးလမ်းနှစ်ခွမှာရက်နေတယ်လို့မျိုးနော်တန်တရားနဲ့နှိမ့်ဆက်ပြီးတော့သူတော်ကောင်းတရားရဲ့ပုံမှာအမြင်မရှင်းဘူးပေါ့ဟုတ်လားအဲ့ဒီလိုပုံကူမျိုးဟာလည်းပဲဒီလောက်တဲ့ယောဂတစ်ခုခုဆွဲကပ်လာပြီဆိုတာနဲ့ဩငါလူတယောက်ဖြစ်ခဲ့ပါလေခင်နဲ့သူတော်ကောင်းတရားရဲ့ပုံမှာတန်တရားကင်းအောင်ငါမစွမ်းဆောင်နိုင်ခဲ့ဘူးသူတော်ကောင်းတရားရဲ့ပုံမှာငါတန်တရားတွေဝင်ခဲ့တယ်ဆိုပြီးတော့တရားမှာကိုထိတ်လန့်တုန်လှုပ်ပြီးတော့ကြောက်ရွံ့တည်သွားကြတာရှိတယ်တဲ့တရားမှာကြောက်တဲ့အမျိုးအစားဘယ်နှမျိုးတော့၄မျိုးကာမရဲ့ပုံမှာဆွဲလန်းမမောမှုမကင်းကြတဲ့ပုဂ္ဂိုလ်များကိုယ်ခန္ဓာရဲ့ပုံမှာဆွဲလန်းမမောမှုမကင်းကြတဲ့ပုဂ္ဂိုလ်များနော်ကောင်းမှုကမလို့ရသေးဘူးမကောင်းမှုကတော့ပြုပြီးသားဖြစ်နေပြီဆိုတဲ့ပုဂ္ဂိုလ်များသူတော်ကောင်းတရားရဲ့ပုံမှာယုံမှားတန်တရားတွေရှိနေကြတဲ့ပုဂ္ဂိုလ်များအဲ့ဒါတရားမှာကြောက်တတ်တယ်တဲ့တရားမှာကြောက်တတ်တဲ့အမျိုးအစား၄မျိုးကိုပြောလိုက်ရင်တရားမှာမကြောက်တတ်ဘူးဆိုတဲ့အမျိုးအစား၄မျိုးကိုလည်းပဲตัวပိုင်ตัวဖြင့်ပေးတဲ့ပေါင်းသူတော်ကောင်းတို့ရိပ်မိသွားပြီလို့ဦးဇင်းထင်ပါတယ်ဒီလောက်ညံ့မယ်မထင်ပါဘူးဟုတ်လားအဲ့ဒီ၄မျိုးနဲ့ဖြောင်းပြန်လို့တွေးဖို့ပဲရှိတာပဲမဟုတ်လားနော်ဟုတ်တယ်တရားမှာမကြောက်တဲ့၄မျိုးဟာပါလေနံပါတ်1ကာမအာယုန်ရဲ့ပုံမှာဆွဲလန်းမှုမမောမှုကင်းနေတဲ့ပုဂ္ဂိုလ်တွေအဲ့ဒီလိုပုဂ္ဂိုလ်တွေဒေဂာနိကာလရောက်ပြီဆိုလို့ရှိရင်ဘာမှထိတ်လန့်တုန်လှုပ်ကြောက်ရွံ့စရာအကြောင်းသူမှမရှိဘူးအဲ့လိုပဲကိုယ်ခန္ဓာရဲ့ပုံမှာဆွဲလန်းမမောမှုကင်းကြတဲ့ပုဂ္ဂိုလ်များကောင်းမှုကပြုပြီးသားဖြစ်နေတယ်မကောင်းမှုကတော့မပြုဘူးကောင်းမှုပဲပြုပြီးတော့မကောင်းမှုကိုရှောင်နိုင်ကြတဲ့ပုဂ္ဂိုလ်များသူတော်ကောင်းတရားရဲ့ပုံမှာယုံမှားတန်တရားကင်းရှင်းတော်မူကြတဲ့ပုဂ္ဂိုလ်များဟုတ်လားအဲ့ဒီလိုပုဂ္ဂိုလ်တွေကြတော့တရားမှာပါလေမကြောက်ကြဘူးတဲ့အဲ့တော့ပိဿပေါင်းသူတော်ကောင်းတို့ဉာဏ်ရှိပါတယ်ဗျာနည်းနည်းလေးကောက်ချက်ကလေးဆွဲကြည့်အောင်ဒီတုတ်တန်ကိုကြည့်မယ်ဆိုလို့ရှိရင်တရားမှာမကြောက်အောင်တနည်းအားဖြင့်ရဲဝံ့သိက္ခာရှိတည်ငြိမ်အေးချမ်းသိနိုင်အောင်ဘယ်လိုလုပ်မလဲနော်ဒီသုတ်တန်အရာတတ်နိုင်သမျှကောင်းမှုကိုပြုမယ်တတ်နိုင်သမျှမကောင်းမှုကိုရှောင်မယ်ဟုတ်လားပြီးရင်ဦးဇင်းတို့ကာမနဲ့ကိုယ်ခန္ဓာရဲ့ပုံမှာဆွဲလန်းမမောမှုကင်းစေဖို့သူတော်ကောင်းတရားရဲ့ပုံမှာယုံမှားတန်တရားတွေကင်းစေဖို့အတွက်သတိပဋ္ဌာန်ဘာဝနာတရားများကိုကြိုးစားအထောက်မယ်ဒါဆိုလို့ရှိရင်တရားမှာကြောက်เสียအကြောင်းရှိမလားရှိနော်ကောင်းမှုကိုတတ်နိုင်သမျှပြုမယ်မကောင်းမှုကိုတတ်နိုင်သမျှရှောင်မယ်နော်ကာမနဲ့ကိုယ်ခန္ဓာရဲ့ပုံမှာဆွဲလန်းမမောမှုကင်းရေးနဲ့သူတော်ကောင်းတရားရဲ့ပုံမှာယုံမှားတန်တရားကင်းရေးအတွက်ရှေ့ရှုပြီးတော့သတိပဋ္ဌာန်ဘာဝနာတရားတွေကိုကြိုးစားအထောက်မယ်ဆိုရင်သိခြင်းတရားကြောက်เสียအကြောင်းမရှိဘူးဒီနေရာဖြင့်လည်းပဲမကောင်းမှုရှောင်ကောင်းမှုရှောင်ဖြူအောင်စိတ်ကိုထားဆိုတာလည်းပဲအကျုံးဝင်သွားမယ်လို့ထင်ပါတယ်ဒေသနာလေးတွေကိုဆက်ဆက်မှုရှိနော်ညှိနှိုင်းပြီးတော့တွေးတတ်မယ်ဆိုရင်တရားအရသာပို့ပြီးတော့မပေါ်နိုင်ဘူးလားပေါ်နိုင်တယ်အဲ့ဒါဦးဇင်းတို့ဒီစကားတွေနဲ့ဆက်ဆက်ပြီးတော့သိခြင်းတရားကိုမကြောက်ဖို့မလန့်ဖို့တည်တည်ငြိမ်ငြိမ်အေးချမ်းချမ်းသာသာသိနိုင်ဖို့အတွက်မြတ်စွာဘုရားညွှန်ပြထားတဲ့ဒေသနာတွေများစွာရှိပါတယ်ဥပမာပြောရမယ်ဆိုလို့ရှိရင်အင်္ဂုတ္တပါဠိတော်ပင်စကနိပတ်မှာသီလရဲ့အကျိုးအာနိသင်တွေကိုပြောပြတဲ့နေရာမှာသီလဝါသီလတံပံတော့အတ္တံမုံလောကာလံကရောတိလို့မြတ်စွာဘုရားဟောတာအဓိပ္ပာယ်ကပါလေကိုချင်းသီလဖြူစင်ကြတဲ့ပုဂ္ဂိုလ်များသီလရှိကြတဲ့ပုဂ္ဂိုလ်များဟာမတွေးမဝေသေရတတ်တယ်တဲ့ကြည်ကြည်လင်လင်ငြိမ်ငြိမ်ချမ်းချမ်းနော်သေရတတ်တယ်အသေးကောင်းတယ်ပေါ့ဟုတ်လားဒါကြောင့်ကိုချင်းသီလဖြူစင်ခြင်းသည်
တေခြင်းတရားကိုမကြောက်မရွံ့တည်တည်ငြိမ်ငြိမ်တည်နိုင်ရေးအတွက်နော်အလွန်တရာမှအကုတိုက်တဲ့တရားဆိုတာမသိနိုင်ဘူးလားသိနိုင်တယ်ဒါကိုချင်းသိလားအလုံးမအခြေခံကြပါနောက်ဦးဇင်းတို့ဓမ္မပဒပါဠိတော်မှာဟောထားတာလေးအဲ့ဒါလေးကတော့အလွန်ပြည့်စုံတယ်လို့ဆိုရမယ်ဘာပြောထားတုံးဆိုတော့ပုံညံဒုက္ခံဇီဝိတသင်္ခယံပိဇီဝိတသင်္ခယံပိအသက်ကုန်ကာနီးအခါကာလမှာပုံညံကုသိုလ်ကောင်းမှုသည်ဒုက္ခံချမ်းသာတယ်ဟောဒေဂာနီးမှာကုသိုလ်ကောင်းမှုသည်ချမ်းသာတယ်တဲ့အဖြောင်ပြောရမယ်ဆိုရင်ဒေဂာနီးမှာကုသိုလ်ရှိမှချမ်းသာမယ်လို့ပြောတာကုသိုလ်ကောင်းမှုများစွာပြုထားတဲ့ပုဂ္ဂိုလ်များဒေဂာနီးမှာဆင်းရဲတဲ့အကြောင်းမရှိဘူးလို့လည်းပဲအဓိပ္ပာယ်နားလည်ရမယ်တော့ဒေဂာနီးမှာချမ်းသာတယ်ဆိုလို့ရှိရင်တော့ချမ်းသာတဲ့ဘဝကိုရောက်သွားမှာပဲဒေဂာနီးမှာဆင်းရဲတယ်ဆိုရင်တော့ဆင်းရဲတဲ့ဘဝရောက်သွားမှာပဲဟုတ်တယ်မဟုတ်လားဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့ကောင်းမွန်တဲ့ဘဝတွေကိုရပြီးတော့ဒေဂာနီးမှာချမ်းသာဖို့လိုတယ်ဆိုတာလေးကိုနားလည်ရင်းဖြင့်ဒေဂာနီးမှာချမ်းသာဖို့အတွက်ဘာရှိရမလဲကုသိုလ်ကောင်းမှုရှိရမယ်နော်ကုသိုလ်ကောင်းမှုဆိုတာအလွန်တရာမှအာကိုတိုက်တဲ့အရာဟုတ်လားကုသိုလ်ကောင်းမှုဆိုတာအလွန်တရာမှအာကိုတိုက်တဲ့အရာဟိုဦးဇင်းတို့ဓမ္မပဒပါဠိတော်မှာဟောထားတာလေးရှိတယ်ဟောချမ်းချမ်းသာသာပြန်လာတဲ့ပုဂ္ဂိုလ်ကိုတဲ့ချစ်ခင်တဲ့ဆွေမျိုးတွေကစောင့်ကြိုနေသလိုမျိုးကုသိုလ်ကောင်းမှုပြုထားတဲ့ပုဂ္ဂိုလ်တမန်တော်လောကကိုသွားပြီဆိုရင်သူပြုထားတဲ့ကုသိုလ်ကောင်းမှုတွေကစောင့်ကြိုနေတယ်တဲ့ဘလောက်အားရတဲ့အကောင်းတော့ဟုတ်လားအကျေတစ်ပါးကနေပြီးတော့ချမ်းချမ်းသာသာပြန်လာတဲ့လူကိုချစ်ခင်တဲ့ဆွေမျိုးတွေကစောင့်ကြိုနေကြသလိုမျိုးကိုပြုထားတဲ့ကုသိုလ်ကောင်းမှုတွေကကုသိုလ်ကောင်းမှုပြုထားတဲ့ပုဂ္ဂိုလ်ကိုစောင့်ကြိုနေကြတယ်ဟုတ်လားဒါကြောင့်ဓမ္မောပံပိတိတုဂတိနော်သူတော်ကောင်းတရားဆိုတာကောင်းမြတ်တဲ့ဘဝကိုပဲဖြစ်စေမယ်ယုံညံ့တဲ့ဘဝကိုမဖြစ်စေဘူးအဲ့ဒါတွေကိုသိထားတဲ့မြင်ထားတဲ့နားလည်ထားတဲ့ပုဂ္ဂိုလ်ဟာဘယ်လိုလုပ်ပြီးတော့သေဖို့အတွက်ကြောက်မလဲဟုတ်လားမြေအိုးကိုစွန့်လို့ရွှေအိုးရမယ်ဆိုတာကိုသေချာပေါက်သိနေတဲ့လူတစ်ယောက်ဒီမြေအိုးကိုစွန့်ဖို့အရေးသူ့မှာဘာမှဝင်လေးနေတာရှိမှာမဟုတ်ဟုတ်တယ်မဟုတ်လားဒါကြောင့်ဦးဇင်းတို့ပိဋကပေါင်းသူတော်ကောင်းတို့ဟိုမဟာတုဒ္ဒဇောမတတ်မှာလည်းပဲတုဒ္ဒမင်းကြီးပြောတုဒ္ဒသုံးမမင်းကြီးပြောထားတာအလုံးမမှတ်သားစရာကောင်းပါတယ်ဘုရင်တို့တုဒ္ဒသုံးမဇတ်မှာပောဓိတာရကနော်တုဒ္ဒသုံးမမင်းကိုဖမ်းတာဒီဇလန်းကြီးကပြောရင်အလွန်ရှည်ပါတယ်ဟုတ်လားအလုံးလည်းပဲကြားဖို့ပြီးသားပါလူသားစားတယ်ပောဓိတာရအဲ့ဒါတုဒ္ဒသုံးမမင်းကြီးကဟိုနန္ဒပုံနာဟောမေကတ္တပမြတ်စွာဘုရားလက်ထက်ကဂါထာ၄ပုဒ်ဆိုတဲ့တရားကိုနာကျင်လို့ပောဓိတာရငါ့ကိုနန်းတော်ကိုခေတ္တခဏပြန်ခွင့်ပြုပါငါအဲ့ဒီတရားကိုနာဖို့အတွက်ငါဂရီပေးခဲ့တယ်အဲ့ဒီတရားလေးနာပြီးရင်ငါတေချာပေါက်ပြန်လာပါမယ်မင်းငါကြောင့်ဒါကြောင့်ငါ့ကိုနန်းတော်ကိုခေတ္တခဏပြန်ခွင့်ပြုပါအဲ့တော့ဗောဓိတာရကဘာပြောတော့မင်းကြီးတဲ့သင်ပြန်လာမယ်ဆိုတာငါဘယ်လိုလုပ်ယုံမလဲတဲ့ကိုယ့်ကိုတတ်မဲ့နေရာကိုပြန်လာဖို့ဆိုတာဒါယုံတန်းစကားပဲအဲ့လိုပြောတဲ့အခါကျတော့သုဒ္ဓသမမင်းကြီးကနော်တန်လျက်ကင်ပြီးတော့ကြိန်တာနော်ငါတေရမှာမကြောက်ပါဘူးငါဂတိမဖြတ်ပါဘူး။နော်ငါတရားနာပြီးရင်တေချာဖို့ပြန်လာကြပါမယ်။မင်းငါ့ကိုအဲ့ဒီကိုပြန်ဖို့အတွက်ခွင့်ပေးပါ။အဲ့ဒါနဲ့ပောဓိတာရကငယ်ငယ်တုန်းကတန်ရောစဉ်ကလည်းရှိနေတော့သုဒ္ဓသမမင်းကြီးကိုလည်းအလွန်ကြည်ညိုတော့ကောင်းပြီကဲ तू ပြန်လာခြင်းလဲလာရှိပါစေမလာခြင်းလဲမလာရှိပါစေဆိုပြီးတော့ပြန်ခွင့်ပြုတယ်။အဲ့ဒါတရားနာပြီးတော့မင်းကြီးကပြန်လာတော့ဒီမှာပောဓိတာရကမိဘုံကြီးဖိုးတစုတွေပါတွေခြုံပြီးတော့ဟိုမှာမင်းတရားကလည်းပဲမင်းမောင်းတရားကလည်းပဲလက်ဖွားတွေဖောက်ပြီးတော့ညောင်မကြီးမှာချိတ်ဆွဲထားမသေးမရှင်းတယ်အဲ့ဒါကိုမြင်နေတယ်ဘုရားလောင်းကသုဒ္ဓသုံးမမင်းကြီးကအဲ့ဒါပြန်လာတော့ကြည်တော့ပောဓိတာရလွန်အံ့ဩတာပေါ့အဲ့ဒါနဲ့ तू မနေနိုင်ဘူးမေးတယ်ရှင်မင်းကြီးတဲ့မင်းကြီးကိုငါတတ်မယ်ဆိုတာကိုတေချာပေါက်သိနေပါလက်ကင်နဲ့မင်းကြီးရဲ့မျက်နှာဟာကြာပန်းကဲ့သို့လက်ကဲ့သို့အလွန်တရာမှကြည်လင်လန်းဆန်းတန့်ရှင်းနေတယ်တဲ့။ဘာကြောင့်မင်းကြီးတရားမှာကိုမကြောက်တတ်တော့မနေနိုင်ဘူးနော်သူမေးရတယ်ဟုတ်လားအသက်ခံရမယ်ဆိုတာကိုသိပါလဲခဲ့နေသူ့ရဲ့မျက်နှာကဘလို့ဖြစ်နေတယ်။ကြာပန်းကဲ့သို့လက်ကဲ့သို့တဲ့ပြောထားတဲ့ဥမာလေးကဟုတ်လားအဲ့လိုမေးတဲ့အခါကျတော့သုဒ္ဓသမမင်းကြီးကပြန်ပြောတော့ဝရိတာရာတဲ့ငါဟာကုသိုလ်ကောင်းမှုတွေကိုများစွာပြုပြီးပြီတဲ့ဟုတ်လားတမလွန်ခရီးကိုငါတုတ်တင်ပြီးပြီတဲ့မိဘတွေရဲ့ပုံမှာလှုပ်တင်လှုပ်ထိုက်တာကိုငါလှုပ်ပြီးပြီမိသားစုဝင်တွေဆွေမျိုးတွေမိတ်ဆွေတွေနောက်သားချင်းတွေဒီလိုပုဂ္ဂိုလ်တွေရဲ့ပုံမှာလည်းပဲလှုပ်တင်လှုပ်ထိုက်တာကိုငါလှုပ်ပြီးပြီတဲ့ကုသိုလ်ကောင်းမှုမှာတည်တဲ့ငါလူဟာဘာဖြစ်လို့သိခြင်းတရားကိုကြောက်ရမှာလဲတဲ့ဟုတ်လားအေးတမလွန်ခရီးကိုစိုးရိမ်ခြင်းမရှိဘဲနဲ့ငါသွားမယ်တဲ့ဒါကြောင့်သင်ငါကိုတတ်ပြီးတော့
ရစ်ပူဇော်လိုမူလေးပူဇော်လို့စားလိုမူလေးစားလို့ရဲရဲဝံ့ဝံ့ပြောတာနော်အေးဒါကတော့အလွန်တရာမှစံထားအတုယူတဲ့လူအာဇာနေလို့ဆိုရမှာပါဟုတ်ရဲ့လားသေခြင်းတရားနဲ့ပပင်းမှတွေ့နေတာကိုသူရဲရဲတောက်တောက်နော်သူရဲ့စကားနော်အလွန်တရာမှအားရစရာမကောင်းဘူးလားကောင်းတယ်နော်တမလွန်ခီးကိုဗါတဲ့တော့သုတ်တင်ပြီးပြီတဲ့ကုသိုလ်ကောင်းမှုတွေကိုများစွာပြုပြီးပြီတဲ့ဒါကြောင့်ကုသိုလ်ကောင်းမှုနဲ့တည်တဲ့ငါလူဟာဘာဖြစ်လို့သေခြင်းတရားကိုကြောက်ရမှာလဲတဲ့ဟုတ်ရဲ့လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့သေခြင်းကောင်းကျင်တယ်ဆိုလို့ရှိရင်အပြည့်စုံဆုံးအကောင်းမွန်ဆုံးနည်းကတော့ဘာလဲကုသိုလ်ကောင်းမှုကိုများစွာပြုထားဖို့ဒါကြောင့်သေခြင်းတရားကိုအစဉ်ပြေစွာရင်ဆိုင်နိုင်ခြင်းပါတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေအတွက်အကောင်းဆုံးအဖြေကတော့ပုံဉဏ်ဒုက္ခံဇီဝိတသင်္ခယံပိဆိုတဲ့ပါဠိစကားလေးပဲဖြစ်မယ်လို့ထင်ပါဟုတ်လားကောင်းမှုသည်တေဂာနီးမှာချမ်းသာတယ်ဆိုတဲ့စကားဟုတ်ရဲ့လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့အသေးကောင်းဖို့အတွက်ကြိုးစားအထောက်ကြဖို့မလိုဘူးလားလိုတယ်ဒီနေရာမှာဦးဇင်းတို့အသေးကောင်းတယ်အသေးဆိုးတယ်ဆိုတဲ့စကားလေးနဲ့ပတ်သက်ပြီးတော့ထပ်မံပြီးတော့ဘ ഹു တုတကိုဖြည့်ဆည်းတဲ့အနေနဲ့ဗတ္တကသုတ်တံဆိုတာလေးရှိသေးတယ်အဲ့ဒါလေးကိုဦးဇင်းအကြမ်းမြင်ပြောပြမယ်အဲ့ဒါကတော့ဦးဇင်းတို့နာတပေရှင်သာရိပုတ္တရာကိုရမြတ်ကြီးဟောခဲ့တဲ့သုတ်တံလေးပါယဟန်တော်တွေကိုပြောတာယဟန်တော်တွေကိုဟောခဲ့တာပါယဟန်တို့တဲ့ဟောဒီလောကကြီးမှာကိုအသေးဆိုးအောင်လုပ်နေကြတဲ့ပုဂ္ဂိုလ်တွေရှိတယ်ဒါကတော့အဓိကယဟန်တွေကိုဥတည်ပြီးတော့ဟောတာဒီသာသနာမှာတချို့သောယဟန်တွေဟာကမ္မာရမတ္တာတဲ့အမှုကိစ္စသစ်တွေမှာမွေ့လျော်နှိမ့်ချိုက်ပျော်ပိုက်နေတယ်နော်တောက်တုံမေရအလုပ်ကလေးတွေလုပ်နော်ဘုရင်တို့နဝကမ္မအမှုသစ်လုပ်ငန်းသစ်ကလေးတွေပေါ့ပရိယတိပฏิပတ်တိဒီလိုဗရဏကြတဲ့အလုပ်တွေကလွဲပြီးတော့တခြားသိပ်ပြီးတော့တန်ဖိုးမရှိတဲ့အလုပ်တွေကိုလုပ်ပြီးတော့အချိန်ကုန်ကြတာကိုပြောတာနော်အမှုသစ်မှာမွေ့လျော်တဲ့ကမ္မာရမတ္တာအဲ့ဒါဟာအသေးဆိုးဖို့လုပ်နေတာအသေးမကောင်းနိုင်ဘူးတဲ့အမှုသစ်မှာမွေ့လျော်နှိမ့်ချိုက်ပျော်ပိုက်နေတဲ့ပုဂ္ဂိုလ်တွေအသေးမကောင်းနိုင်ဘူးတဲ့ဟုတ်လားပြီးတော့ဗာပြောတော့ဆိုတော့ဘတ္တာရမတ္တာစကားပြောမှုမှာမွေ့လျော်နှိမ့်ချိုက်ပျော်ပိုက်နေကြတဲ့ပုဂ္ဂိုလ်တွေလည်းအသေးမကောင်းနိုင်ဘူးတဲ့ဟုတ်လားစကားပြောနေရရင်သဘောကျနော်နားထောင်မဲ့လူပဲမျောပြီးတော့စကားပြောဖို့ပဲစိတ်ဝင်စားပြီးတော့ဒါပဲအားထုတ်နေတယ်ဆိုရင်ဗါတဲ့တော့အသေးမကောင်းနိုင်ဘူးနောက်ဦးဇင်းတို့နိဒ္ဓာရမတ္တာအိပ်ရှက်မှုမှာမွေ့လျော်နေတယ်အိပ်နေရတာကိုပြောတယ်အိပ်ဖို့ပဲကြိုးစားနေတယ်ဟောဒီလိုပုဂ္ဂိုလ်မျိုးလည်းအသေးမကောင်းနိုင်ဘူးတဲ့ဟုတ်လားဘယ်နှမျိုးရှိသွားပြီတော့၃မျိုးရှိပြီသူ6မျိုးပြောမှာဗျနောက်ဦးဇင်းတို့သင်္ကနိကာရမတ္တာအပေါင်းအဖော်နိုင်မွေ့လျော်တာအပေါင်းအစုမှာမွေ့လျော်တာနော်အုပ်စုကြီးနဲ့ယုံနေတာကိုသဘောကျနေတာနော်တယောက်တည်းဆိုရင်ပြင်းပြီးတော့အပေါင်းဖော်နဲ့ပဲသူပျော်မွေ့နေတာအဲ့လိုလူမျိုးလည်းပဲအသေးမကောင်းနိုင်ဘူးဟုတ်လားနောက်ပြီးတော့ဗာပြောတော့ဆိုတော့တန်သက်ဂါရမတ္တနှီးနှောမှုမှာမွေ့လျော်နှိမ့်ချိုက်ပျော်ပတ်နေတဲ့ပုဂ္ဂိုလ်များနှီးနှောမှုဆိုတာကလူငယ်တွေနားလေအောင်ပြောရရင်တော့တဘူးတွဲနေတာမျိုးပေါ့မြင်သဖြင့်နှီးနှောခြင်းနဲ့ကြားသဖြင့်နှီးနှောခြင်းနဲ့ပစ္စည်းဥစ္စာတွေကိုအတူတကွသုံးဆောင်ခြင်းဖြင့်နှီးနှောခြင်းနဲ့ကိုယ်လက်တို့ဖြင့်နှီးနှောခြင်းနဲ့ပြောဟောသဖြင့်နှီးနှောခြင်းဆိုတော့နှီးနှောခြင်းကလည်းအမျိုးမျိုးရှိတာအဲ့လိုနှီးနှောမှုနဲ့ပျော်မွေ့နေကြတာအဲ့ဒီလူတွေလည်းပဲအသေးမကောင်းနိုင်ဘူးတဲ့နော်ဒီဒေသနာကတော့နည်းနည်းပို့ပြီးတော့လေးနေတဲ့သဘောတော့ရှိတာပါနော်နောက်ဦးဇင်းတို့6ခုမြောက်အသေးမကောင်းတဲ့အကြောင်းတရားကဘာလို့ဆိုတော့ပပင်စာရမတ္တပပင်စာတရားမှာမွေးလျော်နှိမ့်ချိုက်ပျော်ပိုက်နေကြတယ်ပပင်စာတရားဆိုတာဘေးတတော်အလုံးသိပါတယ်နော်တဏှာမာနဒိဋ္ဌိအလိုဆန္ဒတွေနဲ့ပြောနေတာအထင်တလုံးတွေနဲ့ပြောနေတာဒီထင်ရှားရှိတဲ့ယုံ nant တိဟူသောတက္ကာယကိုငါလို့သူလို့ထင်ရင်းနဲ့ပြောနေကြတာဟုတ်လားအဲ့ဒီလိုထင်ရှားရှိတဲ့ယုံ nant တွေရဲ့အပေါ်မှာဆွဲလန်းမှုတွေအထင်ရောက်မှုတွေအထင်မှားမှုတွေဒီလိုတဏှာမာနဒိဋ္ဌိနဲ့ပြုံးမွေးနေကြတဲ့ပုဂ္ဂိုလ်တွေလည်းပဲအသေးမကောင်းနိုင်ဘူးတဲ့ဒါဗတ္တကသုတ်တံမှာပြောထားတာနော်အဲ့ဒါဆန့်ကျင်ဘက်အနေအချင်းအသေးကောင်းတဲ့ပုဂ္ဂိုလ်6မျိုးကိုလည်းပဲဇက်တိုက်ပြောထားတယ်ပေါ့ဟုတ်လားအမှုသစ်မှာမမွေ့လျော်ကြတဲ့ပုဂ္ဂိုလ်များစကားပြောဟောမှုမှာမမွေ့လျော်ကြတဲ့ပုဂ္ဂိုလ်များအိပ်ရှက်မှုမှာမမွေ့လျော်ကြတဲ့ပုဂ္ဂိုလ်များအပေါင်းအဖော်တွေမှာမမွေ့လျော်ကြတဲ့ပုဂ္ဂိုလ်များနှီးနှောမှုမှာမမွေ့လျော်ကြတဲ့ပုဂ္ဂိုလ်များပပင်စာတရားဖြင့်မမွေ့လျော်ကြတဲ့ပုဂ္ဂိုလ်များဒီပုဂ္ဂိုလ်တွေကြတော့ဗါတဲ့တော့အသေးကောင်းနိုင်တယ်ဆိုပြီးတော့အဲ့ဒါရှင်သာရိပုတ္တရာကိုရမြတ်ကြီးပြောထားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့အသေးကောင်းဖို့အတွက်ဒါဒေသနာတော်တော်များများကိုစုစည်းပြီးတော့ဒါဦးဇင်းတို့ပိဿပေါင်းသူတော်ကောင်းတို့ဦးဇင်းတို့ပြောလိုက်ပါတယ်
ဟုတ်လားကိုကျင်သီလရှိရမယ်ကုသိုလ်ကောင်းမှုပြည့်စုံရမယ်ဟုတ်လားအခုဗါတဲ့တော့6မျိုးဆက်ပြီးတော့ပြောလိုက်တယ်နော်ဒီနေရာမှာဦးဇင်းတို့ဆက်ပြီးတော့ပြောချင်တာကသာသနာတော်မြတ်နဲ့တွေ့ရတဲ့လူသားတစ်ယောက်အဖို့အသေးကောင်းအောင်ကြိုးစားနေုံမျှနဲ့လည်းမလုံလောက်သေးဘူးလို့ဘာလို့သေးလဲဆိုတော့အသေးလွတ်အောင်ကြိုးစားဖို့လည်းလိုသေးတယ်ဟုတ်လားအသေးကောင်းဖို့ဆိုတာကဘဝတန်တရားထဲမှာကောင်းကောင်းမွန်မွန်နော်ယုံညံ့တဲ့နှိမ့်ကြတဲ့ဘဝတွေကိုရောက်မသွားဖို့လောက်ပဲဦးဇင်းတို့ကရည်ရွယ်ပြောတာကိုဟုတ်လားအေးအသေးလွတ်ဖို့ဆိုတာကြတော့နိဗ္ဗာန်ချမ်းသာကိုရည်ရွယ်ပြီးတော့ကြိုးစားအထုတ်တဲ့အလုပ်ကိုရည်ရွယ်ပြီးတော့ပြောကြရမှာပါဒီနေရာမှာအသေးလွတ်တယ်ဆိုတဲ့စကားလေးနဲ့ပတ်သက်ပြီးတော့ဒါတိုက်မြတ်စွာဘုရားဟောထားတဲ့ဒေသနာတစ်ပုဒ်ရှိတယ်နော်အသေးလွတ်ဖို့ကြိုးစားအထုတ်ခြင်းကြတဲ့ပုဂ္ဂိုလ်များအတွက်များစွာစိတ်ဝင်စားစရာရှိမယ်လို့ထင်ပါတယ်ဦးဇင်းတို့မြတ်စွာဘုရားလက်ထက်ကမောဃရာဇမထေဆိုတာရှိတယ်ဣတိရေရတဲ့မထေမြတ်တစ်ပါးပါပဲအဲ့ဒါသူကလူဘဝတုန်းကဘာဝရီဆရာကြီးရဲ့တပည့်တယောက်အဲ့ဒီဦးဇင်းတို့ပါရဏသုတ်တန်ကြီးကလည်းအလွန်တရာမှရှည်လျားပါတယ်ကောက်ချက်ကလေးဆွဲပြီးတော့ပြောမှာပဲဖြစ်မှာအဲ့ဒီမောဃရာဇယဟန်မဖြစ်ခင်တုန်းကအဲ့ဒီမောဃရာဇလူလင်ကမြတ်စွာဘုရားကိုမေခွန်းတစ်ခုမေးတယ်နော်ပါရဏသုတ်တန်ထဲမှာပါတယ်ပေါ့ပါမေးတုံဆိုတော့ကထံလောကအဝက္ခတုမစ္ဆုရာဇနပတ္တိမြတ်စွာဘုရားတဲ့ဟောဒီခန္ဓာတည်းဟူသောလောကကြီးကိုဘယ်လိုရှုမြင်တဲ့ပုဂ္ဂိုလ်ကိုသေမင်းမမြင်ပဲရှိမလဲတဲ့ဒီနေရာဖြင့်သေမင်းမမြင်အောင်လောကကြီးကိုဘယ်လိုရှုမြင်နားလည်ရမလဲဘယ်လိုကြည့်ရမလဲတဲ့ပြောရရင်တော့အသေးလွတ်အောင်လောကကိုဘယ်လိုသိမြင်ရမလဲဘယ်လိုကြိုးစားအထောက်ရမလဲအဲ့လိုမေးတာမေးတော့မြတ်စွာဘုရားကအဲ့ဒီမောဃရာဇလူလင်ကိုဘယ်လိုဖြေတုံးဆိုတော့သုံးညတောလောကောအဝက္ခတုမောဃရာဇတတတတောအတ္တန္တုဒိဋ္ဌိဥဟိစ္စဧဝံမစ္စုတရောတိယဧဝံလောကအဝခန္ဓမစ္စုရာသနပတ္တိတဲ့ဂါထာလေးတဂါထာခွဲနဲ့မြတ်စွာဘုရားဖြည့်တယ်จิตမောဃရာဇတဲ့တေမင်းကတင့်ကိုမမြင်စေခြင်းမူတနည်းအားဖြင့်သင်အသေးလွတ်ချင်တယ်ဆိုလို့ရှိရင်တတတောတဲ့အမြဲတမ်းတတိရှိပြီးတော့ဟောဒါလေးကအလွန်မှအခြေခံကြတဲ့အကြောင်းလေးပေါ့နော်အမြဲတမ်းမှရှိရမယ်တတိရှိရမယ်တတိရှိရမယ်တတိကဘယ်မှာရှိရမှာလို့ဆိုတော့ကိုယ်ခန္ဓာကိုယ်ပေါ်မှာတတိရှိရမယ်အမြဲတမ်းတတိရှိပြီးတော့အတ္တန္တုဒိဋ္ဌိဥဟိစ္စအတ္တဒိဋ္ဌိကိုပယ်နှုတ်ရမယ်ပထမဒါသေချာမှတ်ရမယ်နော်တခါကြီးမိုင်းများဟုတ်လားအတ္တန္တုဒိဋ္ဌိဥဟိစ္စအတ္တဒိဋ္ဌိကိုပယ်နှုတ်ပြီးတော့သုံးညတောလောကောအဝက္ခတုခန္ဓာတည်းဟူသောလောကကိုသုံးညတတန်ဖိုးမဲ့အနေနဲ့ရှုရမယ်မြင်ရမယ်တဲ့ဟောသူသုံးချက်ပြောသွားတယ်အမြဲတမ်းတတိရှိပြီးတော့အတ္တဒိဋ္ဌိကိုပယ်နှုတ်ပြီးတော့ဒီခန္ဓာတည်းဟူသောလောကကြီးကိုသုံးညတတန်ဖိုးမဲ့တဲ့အနေနဲ့အမှန်တိုင်းသိအောင်မြင်အောင်ကြိုးစားအထုတ်မယ်ဆိုလို့ရှိရင်ဧဝံမစ္စုတရောတိယသင်ဟာသိခြင်းတရားကိုလွန်မြောက်သွားလိမ့်မယ်နော်ဧဝံလောကအဝခန္ဓမစ္စုရာဇနပတ္တိလောကကိုသင်အဲ့ဒါလိုမြင်မယ်ဆိုလို့ရှိရင်သိခြင်းတရားကသင်ကိုမြင်မှာမဟုတ်ဘူးလို့ပြောတယ်ဘယ်နှမျိုးပြောတော့သုံးမျိုးနော်အမြဲတမ်းတတိရှိပြီးတော့အတ္တဒိဋ္ဌိကိုပယ်နှုတ်ပြီးတော့လောကကိုသုံးညတအနေနဲ့မြင်အောင်ကြည့်ရမယ်အဲ့ဒါကိုဦးဇင်းနည်းနည်းလေးရှင်းပြမယ်အမြဲတမ်းတတိရှိရမယ်ဆိုတာကြတော့သိရှင်းစရာမလိုဘူးပေါ့လေဟုတ်လားဒီခန္ဓာကိုယ်ပေါ်မှာဆွေးမြေ့တဲ့တတိတရားထားရမယ်ပေါ့အကျေပြောရမယ်ဆိုတော့တတိပဋ္ဌာန်ဘာဝနာကိုပွားများရမယ်လို့ပြောတာပါပဲဟုတ်လားဒီနေ့မှာအတ္တဒိဋ္ဌိကိုပယ်နှုတ်ရဆိုတာဘာပြောတာတော့အတ္တဒိဋ္ဌိဆိုတာကကိုယ့်ရဲ့ခန္ဓာကြီးကိုငါလို့သူလို့ထင်တဲ့အထင်ပေါ့တကယ်တမ်းကဒီခန္ဓာမှာငါတို့သူတို့ပုဂ္ဂိုလ်တ attva တို့ဆိုတာမရှိဘူးလို့ဆိုတယ်ရုပ်တဘာဝနံတဘာဝတွေပေါင်းစုပြီးတော့အလုံးလုံးနေကြတဲ့သဘောဖြစ်ပြပြောင်းလဲနေတဲ့သဘောတဘာဝတရားကြီးပဲရှိတယ်ဒီထင်ရှားရှိတဲ့ယုံနံတက္ကာယတရားကိုပုဂ္ဂိုလ်လို့ထင်မယ်တ attva လို့ထင်မယ်ငါလို့ထင်မယ်သူလို့ထင်မယ်ဆိုလို့ရှိရင်ဒါကိုအတ္တဒိဋ္ဌိလို့ခေါ်တယ်တဲ့ဟုတ်လားအဲ့ဒီအတ္တဒိဋ္ဌိကိုပထမဥစွာပယ်နှုတ်ရမယ်ပယ်နှုတ်ရမယ်ဆိုတဲ့စကားဒီစူးဝင်နေတယ်ဆိုတဲ့အဓိပ္ပာယ်ကိုလည်းပဲပြောဆိုပြီးသားဖြစ်တယ်စူးဝင်နေလို့ဒါလည်းဒါကိုပယ်ရမယ်နှုတ်ရမယ်လို့ပြောတာဟုတ်လားတရားဓမ္မတို့ဦးဇင်းတို့ရဲ့စိတ်ထဲမှာဆွဲမြဲမြဲကိုနော်ဆွဲလန်းသွားစူးဝင်နစ်မြုပ်နေတဲ့ငါလို့ထင်တဲ့သူလို့ထင်တဲ့အထင်တွေအများကြီးမရှိဘူးလားရှိတာပေါ့အဲ့ဒါကိုနှုတ်နိုင်ရင်အဲ့ဒီဥစ္စာကိုလည်းပဲဦးဇင်းတို့သမုတ်ရှိတာပံအပြင်ပယ်နိုင်မယ်ဆိုရင်ဒါအရိယာဖြစ်တယ်ခေါ်တာပါပဲဟုတ်လားအေးထားတော့အဲ့ဒါဦးဇင်းတို့ပထမကြိုးစားရမှာကဘာလို့ဗျာအတ္တဒိဋ္ဌိကိုပယ်နှုတ်ရမယ်နောက်ဒုတိယကဘာတဲ့တော့ဒီခန္ဓာတည်းဟူသောလောကကို
တုံညတတန်ဖိုးမဲ့တဲ့နော်အနှစ်သာရစိတ်သုံးတဲ့သဘောအနေနဲ့မြင်အောင်ကြည့်ရမယ်လောကကြီးကိုတုံညသဘောလို့ပြောတာကိုတချို့ကြားဖို့မဲ့ထင်ပါတယ်မှန်တယ်လောကကြီးဟာတုံညသဘောပဲတုံညဆိုတာဘာလို့ဘာတန်ဖိုးမှမရှိတဲ့သဘောကိုတုံညလို့ခေါ်တာမဟုတ်လားဟုတ်တယ်နော်အဲ့တော့ဦးဇင်းတို့ဒီခန္ဓာတည်းဟူသောလောကဟာလည်းပဲတုံညသဘောပဲတဲ့ဘာဖြစ်လို့တုံညလို့ပြောရတော့ဆိုတော့ခိုင်မြဲတယ်ဆိုတဲ့နိစ္စအနှစ်ကင်းစိတ်တဲ့အတွက်ကြောင့်ဒီခန္ဓာလောကကြီးတုံညဖြစ်တယ်တဲ့နော်နောက်ချမ်းသာတယ်ဆိုတဲ့ဒုက္ခအနှစ်မရှိတဲ့အတွက်ကြောင့်ဒီခန္ဓာတည်းဟူသောလောကသည်တုံညဖြစ်တယ်တဲ့တုံညတဖြစ်တယ်နော်နောက်ပြီးတော့ဦးဇင်းတို့အစိုးရတယ်ဆိုတဲ့အတ္တအနှစ်ကင်းတဲ့အတွက်ကြောင့်ဒီခန္ဓာတည်းဟူသောလောကသည်တုံညဖြစ်တယ်တဲ့ဟောအနှစ်သာရဘယ်နှမျိုးပြောတော့၃မျိုးနေစာဆိုတဲ့ခိုင်မြဲတဲ့အနှစ်မရှိဘူးဒုက္ခဆိုတဲ့ချမ်းသာတဲ့အနှစ်မရှိဘူးအတ္တဆိုတဲ့အစိုးရတဲ့အနှစ်မရှိဘူးတော့နေစာဆိုတဲ့ခိုင်မြဲတဲ့အနှစ်မရှိတဲ့အတွက်ကြောင့်ဒီခန္ဓာလောကသည်အနိစ္စမမြဲတဲ့သဘောဒုက္ခဆိုတဲ့ချမ်းသာတဲ့အနှစ်ကင်းစိတ်တဲ့အတွက်ကြောင့်ဒီခန္ဓာကိုယ်တည်ဟူသောလောကသည်ဒုက္ခသဘောဟုတ်လားနောက်ပြီးတော့ဘာလို့အတ္တဆိုတဲ့အစိုးရမှုမရှိတဲ့အတွက်ကြောင့်ကင်းစိတ်တဲ့အတွက်ကြောင့်ဒီခန္ဓာလောကသည်အနတ္တအစိုးမရမပိုင်သားတဲ့သဘောဟုတ်လားအဲ့ဒါပိဋကပေါင်းသူတော်ကောင်းတို့ရိုးရိုးလေးပြောမယ်ဆိုရင်တော့ဘယ်လိုနားလဲရမှာတော့အနိစ္စဒုက္ခအနတ္တဆိုတာကိုကောင်းကောင်းသိရမယ်မြင်ရမယ်အဲ့ဒါကိုမြင်ချင်းသိပင်လေရဲ့နေစာဒုက္ခအတ္တအနှစ်သာရတွေကင်းစိတ်နေတဲ့အတွက်ကြောင့်လောကကြီးဒီတန်ဖိုးမဲ့တယ်ခန္ဓာဒီတန်ဖိုးမဲ့တယ်ဆိုတဲ့အနေအထားကိုမြင်မိသားဖြစ်မသွားဘူးလားဖြစ်သွားတယ်ဒါကြောင့်ဦးဇင်းတို့အတ္တဒိဋ္ဌိကိုပယ်နှုတ်ပြီးတော့ဒီခန္ဓာတည်းဟူသောလောကကိုတုံညတလို့မြင်အောင်ကြည့်မယ်ဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ကိုသေမင်းကမမြင်နိုင်ဘူးအဲ့ဒီပုဂ္ဂိုလ်ဟာသေခြင်းတရားကလွတ်မြောက်မယ်ဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့အသေးလွတ်ချင်တယ်ဆိုလို့ရှိရင်အတ္တဒိဋ္ဌိကိုပယ်နှုတ်ပြီးတော့လောကကိုတုံညတလို့မြင်အောင်ကြည့်ရမယ်အဲ့လိုကြည့်တဲ့နေရာမှာအဓိကအကျဆုံးလိုအပ်ချက်ကဘာလို့ဆိုတော့တတိပဲဒါကြောင့်မို့လို့လည်းမြတ်စွာဘုရားကရှေ့တန်းတင်ပြီးတော့ဟောမထားဘူးလားမောဂရာဇတဒါတတော်တဲ့တဒါဆိုတာအမြဲတမ်းနော်တတ္တာမဟုတ်ဘူးနော်တာရဲ့ဓာတွေရေးချရဲ့တဒါအမြဲတမ်းနော်တတော်ဆိုတာတတိရှိရဒီခန္ဓာမှာအမြဲတမ်းတတိထားနေမယ်ဆိုလို့ရှိရင်ဒီခန္ဓာမှာငါတို့သူတို့ဆိုတာမရှိဘူးဆိုတာကိုအဲ့ဒီပုဂ္ဂိုလ်ကောင်းကောင်းသိနိုင်တယ်အတ္တဒိဋ္ဌိကိုပယ်နှုတ်ပြီးသားဖြစ်သွားမယ်ပေါ့တတိတကယ်ထားမယ်ဆိုလို့ရှိရင်ဟုတ်လားပြီးရင်ဒီခန္ဓာရဲ့ပုံမှာတကယ်တတိထားမယ်ဆိုလို့ရှိရင်တည်မြဲတဲ့သဘောချမ်းသာတဲ့သဘောအစိုးရတဲ့သဘောနေစာဒုက္ခအတ္တအနှစ်မရှိဘဲနဲ့အနေစာဒုက္ခအနတ္တဒီသဘောတွေသာဖြစ်တယ်လို့လောကကြီးကိုတုံညတအနေနဲ့ तू မြင်မသွားနိုင်ပြီဘူးလားမြင်သွားနိုင်တယ်အဲ့တော့ဦးဇင်းတို့တဲ့တူတူပြောရမယ်ဆိုရင်တော့တတိပဋ္ဌာန်ဘာဝနာတရားကိုကြိုးစားအထုတ်ခြင်းသည်ပင်လေအတ္တဒိဋ္ဌိကိုပယ်နှုတ်ပြီးတော့လောကကိုတုံညအနေနဲ့မြင်အောင်ကြည့်ရရောက်တဲ့အတွက်ကြောင့်မိမိကိုယ်ကိုမိမိအသေးလွတ်အောင်ကြိုးစားနေတာလို့မဆိုနိုင်ဘူးလားအေးဒါအသေးကောင်းဖို့နဲ့အသေးလွတ်ဖို့ဒါတရားရဲ့ဒုတိယပိုင်းပေါ့နော်လူဘဝမှာသိခြင်းတရားသည်အလွန်ရေးကြီးတယ်လို့သိပြီးတဲ့နောက်မှာအသေးကောင်းဖို့ကြိုးစားရမယ်ဆင့်တက်ပြီးတော့သာသနာနဲ့တွေ့တဲ့အခိုက်အတန့်မှာအသေးလွတ်ဖို့ကိုလည်းပဲကြိုးစားကြရမယ်ဟုတ်ရဲ့လားအေးအဲ့တော့ဦးဇင်းတို့တရားရဲ့ဏိဂုံးပိုင်းရောက်လာပြီနော်အဲ့ဒါလို့အသေးလွတ်ဖို့အသေးကောင်းဖို့ကြိုးစားအထုတ်တဲ့နေရာမှာဘယ်လိုခံယူချက်မျိုးနဲ့ဘလောက်ထိတရားဓမ္မတို့ဦးဇင်းတို့တွေကြိုးစားအထုတ်တဲ့တယ်လဲဆိုတဲ့အပိုင်းကလေးဟုတ်လားအေးဘယ်လိုခံယူချက်မျိုးနဲ့ကြိုးစားအထုတ်တဲ့တယ်လဲဒီချက်နဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့သာဂထာဝကတန်ရုပ်ပါဠိတော်မှာလာရှိတဲ့အာယုတုတ်တံဆိုတာလေးကိုဦးဇင်းတို့အချင်းချုပ်ပြီးတော့ပြောခြင်းတယ်မြတ်စွာဘုရားကအခါတစ်ပါးမှာယဟန်တော်တွေကိုတရားဒေသနာတစ်ပုဒ်ဟောတယ်ဟောတဲ့တရားကဘာတရားလဲဆိုတော့သေခြင်းတရားကိုပြပြီးတော့ကုသိုလ်ကောင်းမှုကိုပြုဖို့တိုက်တွန်းတဲ့တရားပေါ့ယဟန်တို့သေခြင်းတရားဆိုတာအလွန်မြန်တယ်လူဘဝရဲ့နေရတယ်ဆိုတာအလွန်ဆင်းရဲတယ်ဒါကြောင့်ကောင်းမှုကိုပြုပြီးတော့မြတ်သောအကျင့်ကိုစွန့်စွန့်တမန်ကျင့်သုံးတဲ့တယ်ဝေဖွာလာတဲ့တတ္တဝါမသေးဘူးဆိုတာမရှိဘူးနေရတဲ့အခိုက်အတန့်လေးမှာကောင်းတာကိုထိရောက်အောင်လုပ်တဲ့တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးမြတ်စွာဘုရားဟောတာအဲ့ဒါလိုဟောနေတဲ့အချိန်မှာဦးဇင်းတို့မြတ်စွာဘုရားနဲ့တကွယဟန်တို့ရဲ့ရှေ့မှာဘယ်သူရောက်လာတော့ဆိုတော့မန္နဲ့ရောက်လာတယ်တဲ့ဟုတ်လားမန္နဲ့ရောက်လာပြီးတော့မန္နကဘာလို့ရောက်လာတာတုံးဆိုတော့မြတ်စွာဘုရားရဲ့တရားဒေသနာတွေကိုနားပြီးတော့ယဟန်တော်တွေအတိတူးညံတူးတွေရသွားမှာကိုသူကသိစိုးရိမ်တာဒါကြောင့်ရောက်လာတာရောက်လာပြီးတော့သူကဘာပြောတုံးဆိုတော့ဂါထာလေးတစ်ပုဒ်ရွတ်တယ်သူရွတ်တဲ့ဂါထာလေးတည်တည်ချာချာနားထောင်နော်ဘာရွတ်တုံးဆိုတော့ဒ
ဒီဃာယုကမနုဿာနာနနံဟိလေသူဘောရိတောစရိယာခိရမတ္တောဝနတ္ထိမေဇုတ္တအာဂမောတဲ့အဓိပ္ပာယ်လေးမျိုးသူပြောတာမြတ်စွာဘုရားကလူတွေရဲ့တက်တန်းဆိုတာတူတယ်အသက်ဆိုတာဆင်းရဲတယ်ဆိုပြီးတော့အသက်ရဲ့အပြစ်ကိုပြပြီးတော့ကောင်းတာကိုလုပ်ဖို့တိုက်တွန်းနေတာအဲ့ဒီချိန်မှာသူကဒီကထာလေးရွတ်ဘာပြောတုံဆိုတော့ဒီဃာယုကမနုဿာနာလူသားတို့ရဲ့အာယုအသက်ဆိုတာဒီကအလွန်ရှည်တယ်တဲ့ဟောလူတွေရဲ့အသက်ဆိုတာဘာလဲတော့အလွန်ရှည်တယ်တဲ့ဘယ်သူပြောတာတော့မနဲ့ပြောတာနော်ဒီဃာယုကမနုဿာနာနနံဟိလေသူဘောရိတောတဲ့အသိဉာဏ်ရှိတဲ့သူတော်ကောင်းဆိုတာဒီအသက်ကိုမကဲ့ရဲ့သင့်ဘူးတဲ့ဟောဘယ်သူပြောတော့မနဲ့ပြောတာနော်သူတော်ကောင်းဆိုတာအသက်ကိုဘာလဲတော့မကဲ့ရဘူးတဲ့ပြီးတော့သူဘာဆက်ပြောတုံဆိုတော့စရိယာဒိဋ္ဌစရိယာခိရမတ္တောဝဘဝမှာဘလို့နေထိုင်တဲ့တုံဆိုလို့ရှိရင်နွားနို့တောက်ပြီးတော့ရစ်နေတဲ့ကလေးတယောက်လိုနေတဲ့တဲ့ပျော်ပျော်ကြီးနေပေါ့ဟုတ်လားဘယ်သူကပြောတာတော့မနကပြောတာနော်ဘဝမှာနွားနို့တောက်ပြီးတော့ရစ်နေတဲ့ကလေးတယောက်လိုနေတဲ့တဲ့စရိယာခိရမတ္တောဝနောက်ဘာဆက်ပြောတုံဆိုတော့နတ္ထိမေဇုတ္တအာဂမောတေမင်းရဲ့ရောက်လာတယ်ဆိုတာမရှိပါဘူးတဲ့ဟောဘယ်နှမျိုးပြောတော့၄မျိုးပြောတယ်ပြန်ပြောမယ်နော်လူတွေရဲ့အသက်ဆိုတာရှည်တယ်သူတော်ကောင်းဆိုတာအသက်ကိုမကဲ့ရဲ့တဲ့ဘူးနွားနို့တောက်ပြီးတော့ရစ်နေတဲ့ကလေးတယောက်လိုဘဝမှာနေတဲ့နဲ့တေခြင်းရဲ့ရောက်လာခြင်းဆိုတာမရှိဘူးတဲ့ဆန့်ကျင်ဘက်ကြီးလမ်းပြောတာနော်အဲ့လိုပြောတဲ့အခါကျတော့မြတ်စွာဘုရားကဂါထာတစ်ပုဒ်နဲ့ပြန်ပြီးတော့တုံ့ပြန်ရတယ်ပေါ့မြတ်စွာဘုရားပြန်ပြီးတော့ဟောတဲ့ဂါထာကအဲ့ဒီဂါထာနဲ့ဆန့်ကျင်ဘက်ပဲအပ္ပါယုကမနုဿာနာဟိလေယနံသူဘောရိတောစရိယာဒိဋ္ဌတိသောဝနတ္ထိမေဇုတ္တနာဂမောတဲ့မြတ်စွာဘုရားဆိုတာကအလုံးရဲ့ပုံမှာလွှမ်းမိုးနိုင်စွမ်းရှိတယ်ပြောလိုက်တဲ့စကားကလုံးဝပြန်ပြီးတော့လှမ်းနိုင်စရာအကြောင်းကိုမရှိဘူးနော်ဘာပြောတုံဆိုတော့အပ္ပါယုကမနုဿာနာလူတွေရဲ့အသက်ဆိုတာတူတူလေးတဲ့စောစောကမနကလူတွေရဲ့အသက်ရှည်ကြီးလို့ပြောတာနော်ခုပါတဲ့တုံလူတွေရဲ့အသက်ဆိုတာတူတူလေးဟိလေယနံသူဘောရိတောတဲ့သူတော်ကောင်းဆိုတာဒီအသက်ကိုများများကဲ့ရဲ့ရှုံချတဲ့နေတဲ့တေချာမှတ်နော်ဒါဘယ်သူပြောနေတာတော့မြတ်စွာဘုရားပြောတာစရိယာဒိဋ္ဌတိသောဝခေါင်းကိုမီးလောင်တဲ့ပုဂ္ဂိုလ်လိုဘဝမှာနေရမယ်တဲ့ခေါင်းမီးလောင်တဲ့လူကဒီမီးကိုငြိမ့်သက်ဖို့အတွက်သူအရေးကြီးကြိုးစားတယ်လို့ကောင်းတာကိုလုပ်ဖို့မြတ်သောအကျင့်ကိုကျင့်ဖို့ဘဝဝဆင်းရဲကထွတ်မြတ်အောင်ကြိုးစားတဲ့နေရာမှာဒီလိုလုံလဝရိယမျိုးနဲ့ထက်သန်စွာကြိုးစားပြီးတော့နေရမယ်ဆိုတာကိုပုံပေါ်အောင်ပြောတာဟုတ်လားမနကတော့နွားနို့တောက်ပြီးတော့ရစ်တဲ့ကလေးလိုနေရမယ်တဲ့မြတ်စွာဘုရားကတော့ဘယ်လိုနေခိုင်းခေါင်းကိုမီးလောင်တဲ့ပုဂ္ဂိုလ်လိုနေရမယ်တဲ့နတ္ထိမေဇုတ္တနာဂမောတေခြင်းတရားရဲ့ရောက်မလာဘူးဆိုတာမရှိပါဘူးတဲ့တစ်ချိန်ချိန်မှာတေချာပေါက်ရောက်လာမှာပါဟုတ်လားတပည့်တော်ပေါင်းသူတော်ကောင်းတို့ဆန့်ကျင်ဘက်မြတ်စွာဘုရားမပြောဘူးလားပြောတယ်ဒီနေရာမှာဥရှင်စဉ်းစားမိတာလေးတခုပြောခြင်းအဲ့ဒါဘာလဲဆိုတော့တရားဓမ္မတို့ဥရှင်တို့တွေမနတ်ကိုဘယ်သူမှသဘောမကျပါဘူးအကောင်းလည်းမထင်ပါဘူးဒါပေမဲ့လို့ကိုနေတာထိုင်တာကတော့မနတ်ပြောတဲ့စကားနဲ့တော်တော်ညီတယ်လို့ထင်တာပဲစဉ်းစားကြည့်နော်မနတ်ကိုသဘောမကျတော့လည်းပဲကိုနေထိုင်ပြောဆိုနေတာတွေကတော့မနတ်ပြောထားတဲ့စကားနဲ့တော်တော်ညီညွတ်တယ်လို့ဆိုရမလို့ရှိတယ်မနတ်ကလူတွေရဲ့အသက်ဆိုတာအရှိကြီးလို့ပြောတယ်ခင်ဗျားတို့ကျုပ်တို့ကဘယ်လိုထင်တာလဲအရှိကြီးလို့ထင်တာသိခြင်းတရားကိုဘလောက်အဝေးကြီးထိပို့ထားတာဟိုးအဝေးကြီးထိပို့ထားတော်တော်နဲ့မရောက်ဘူးလို့တွက်ထားတာမဟုတ်လားအသက်ဆိုတာအရှိကြီးလို့ထင်တာနော်ပြီးတော့ဗာပြောတော့မနတ်ကသူတော်ကောင်းဆိုတာအသက်ကိုမကဲ့ရဲ့သင့်ဘူးတဲ့မြတ်စွာဘုရားကတော့အသက်ကိုကဲ့ရဲ့ရှုံချရမေးတဲ့ကိုဘယ်ဘက်မှာပါလဲစဉ်းစားကြည့်အသက်ကိုကဲ့ရဲ့ရှုံချရေးသလားဟုတ်သေးမယ်ဆိုတဲ့စကားလေးကြားရင်တော့ဗာပြောတော့ဖွာဟဲ့လွယ်ပါစေဖယ်ပါစေနမိတ်မရှိနမမရှိရက်သေးမရှိမင်္ဂလာမရှိမပြောပါနဲ့ဆိုပြီးတော့တေခြင်းသဘောတရားကိုဘာမှမပြောရဲဘူးဟုတ်တယ်မဟုတ်လားတေခြင်းကိုကဲ့ရဲ့ရှုံချဖို့နေသားသားငါတို့အသက်ဘယ်လောက်ရှိပြီဆိုပြီးတော့မွေးနေပွဲတွေဘာတွေလုပ်ပြီးတော့အသက်ကိုတောင်ချီးမွမ်းကန်ထုတ်ပြီးတော့ဂုံပြုတ်နေကြတာတွေမရှိဘူးလားမွေးနေပွဲလုပ်တာတွေဘာတွေကိုဦးဇင်းတို့ပုတ်ခတ်တာမဟုတ်ပါဘူးကုသိုလ်ကောင်းမှုလုပ်တာကောင်းပါလေသို့တော့အသက်ကိုရှုံချရမယ်ကဲ့ရဲ့ရမယ်လို့မြတ်စွာဘုရားကတော့အတီလင်းဟောထားမနတ်ကတော့အသက်ကိုမကဲ့ရဲ့ရဘူးလို့ပြောထားတယ်စဉ်းစားတရားလေးတွေပြောတာနော်တကယ်ကြီးမိုက်ပြနွားနို့တောက်ပြီးတော့ရစ်နေတဲ့ကလေးတယောက်လိုနေရမယ်ဆိုတဲ့မနတ်ရဲ့စကားကတော့တရားဓမ္မတို့ဦးဇင်းတို့တွေတွေ့ကွက်တီကိုဝင်နေတယ်လို့ထင်တာဟုတ်တယ်မဟုတ်လားအခုဟာနဲ့ကိုအဟုတ်ကြီးထင်ပြီးတော့မေ့မျောပြီးတော့ဟုတ်လားတနေ့သေးရမယ်ဆိုတာလူတိုင်းသိပါတယ်သို့တော်လည်းပဲအဲ့ဒီသိထားတဲ့အတိကလေးကတခါတလေတနေ့သာကုံသွားတယ်
ကောင်းတဲ့တခါမှရောက်မလားကိုအတွင်းနဲ့ကိုဟန်နဲ့ကိုဟုတ်ထင်ပြီးတော့ဖို့မေပြရမေဒါမေ့နေကြတာနော်ဘလို့နေကြတာတော့နွားတို့တောက်ပြီးတော့ရစ်နေတဲ့ကလေးလိုကိုတွက်ကိန်းနဲ့ကိုတော့ဟုတ်ကြီးပါပဲမသေးခင်တော့တော်တော်ဟုတ်တာပါပဲသေးပြီဆိုတော့မှမျက်နှာငယ်လေးနဲ့ကြောက်ကြောက်လန့်လန့်တုံတုံလှုပ်လှုပ်သေးသွားကြတာပဲများပါတယ်ဟုတ်လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့မနတ်ကိုသဘောမကျတော့လည်းပဲကိုနေတာထိုင်တာကတော့မနတ်ပြောတဲ့စကားနဲ့တော်တော်ညီညွတ်နေတယ်လို့မရှိဘူးလားမြတ်စွာဘုရားကတော့ဘယ်လိုပြောတာတော့ခေါင်းကိုမီးလောင်တဲ့ပုဂ္ဂိုလ်လို့ကျင့်သုံးရမယ်လို့ပြောတာကောင်းတာကိုလုပ်ဖို့အတွက်ဘလောက်မြန်းတရားဓမ္မတို့ဦးဇင်းတို့တွေဟာပြပြတလဲဖြစ်ဘူးတလဲစဉ်းစားကြည့်ပေါ့ဒါဦးဇင်းတို့လည်းဒီတိုင်းပဲချမ်းမထားခဲ့ပါဘူးဟုတ်လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့မနတ်ကတော့တေခြင်းရဲ့ရောက်လာခြင်းသည်မရှိလို့ပြောတယ်မြတ်စွာဘုရားကတော့တေခြင်းရဲ့ရောက်မလာခြင်းမြည်သည်မရှိလို့ပြောတယ်ရောက်လာလိမ့်မယ်ဟုတ်လားသို့တော်တရားဓမ္မတို့ဦးဇင်းတို့တွေကဘလို့ထင်နေတော့တော်တော်နဲ့တော့မလာသေးပါဘူးလို့ထင်တာအဲ့ဒီတော်တော်ကဘလောက်ကြာကြာတော်တော်လဲဆိုတာအကန့်အသတ်မရှိဘူးဟုတ်တယ်မဟုတ်လားအေးဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့အာယုတုတ်တံဘယ်လိုခံယူခြင်းမျိုးနဲ့ဘဝမှာဘယ်လိုနေထိုင်ကျင့်သုံးတဲ့လဲဆိုတာလေးဒီထဲမှာတသိတရေတာမတွေ့ရဘူးလားဗျာတွေ့ရတယ်နော်အေးဒီနေရာမှာလူတွေသိခြင်းတရားကိုသိလဲသိပါတယ်ကိုရှိကသိပြသွားကြတဲ့လူတွေကိုကြည့်ပြီးတော့လည်းပဲဩဒါရှောင်လို့မရဘူးလွှဲလို့မရဘူးလို့နားလေကြပါတယ်သို့တော့သိပြီမဲ့လို့နော်ကိုဟာနဲ့ကိုအမေကြီးမေ့ပြီးတော့နေကြတာပဲမများဘူးလားနော်ဟိုဦးဇင်းတို့မြတ်စွာဘုရားလက်ထက်ကကုံတယ်ကြီးတယောက်ရှိတယ်ဒီကုန်းချုပ်ကလေးပြောအောင်မယ်ဟုတ်လားလူတွေရဲ့အဖြစ်ကလေးတနည်းအားဖြင့်ကိုယ့်ရဲ့အဖြစ်ကလေးကိုပြန်ပြီးတော့ရိပ်မိနိုင်ဖို့ပေါ့နော်ကုံတယ်ကြီးတယောက်ရှိတယ်အဲ့ဒါဒီနေ့သူကလှဲပေါင်း900လုံးနဲ့တဝဋ္ဌိဘက်ကိုရောက်လာတာသူကဗာရဏသီပြည်ကအဲ့ဒါရောက်လာရင်လည်းဦးဇင်းတို့မြည်ရည်တွေကကြည်ရောကြည်တော့သူရောက်လို့တဲ့နေရာကိုသူမသွားနိုင်ဘူးအဲ့ဒီမှာကုံတွေကလှဲပေါ်မှာအပြည့်မြည်ရည်ကလည်းအခြားကြီးနေတာဟိုဘက်ကန်းကိုတော်တော်နဲ့မကူးနိုင်ဘူးအဲ့ဒါနဲ့မြည်ရည်တွေကျသွားပြီဆိုတော့ရောင်းလို့ဝယ်လို့ကအဲ့ဒီချိန်မှာတိတ်ပြီးတော့အဆင်မပြေတော့ဘူးပေါ့အဲ့ဒါနဲ့သူကဘလို့စဉ်းစားတော့ဆိုတော့သူကဗာတွေရောင်းတာတော့ဆိုတော့ဦးဇင်းတို့အဝတ်အထည်ရောင်းတာအဲ့ဒီခါကဦးဇင်းတို့ပန်းမွန်ကလေးတွေနဲ့အယောင်ဆိုးပြီးတော့နော်ဝစ်ပန်းအထည်ဆိုတာသူရောင်းတာပေါ့အဲ့ဒါသူကငါပြန်နေလို့ရှိရင်အိမ်ပြန်နေလို့ရှိရင်အချိန်တွေတိတ်ကြမယ်လမ်းစိတ်တွေတိတ်ကုန်မယ်အဲ့ဒီတော့မထူးပါဘူးငါဒီတဝဋ္ဌိမှာပဲငါဆက်နေပြီးတော့မိုးလေးလားနှွေလေးလားဆောင်းလေးလားတို့ကလပ်ပလုံးငါဒီမှာနေပြီးတော့ဒီအဝတ်ထည်တွေကိုရောင်းချပြီးတော့ဒီမှာပဲငါနေလိုက်တော့မယ်လို့သူကအဲ့လိုစဉ်းစားပြီးတော့နေနေတာတော့တပည့်လက်သားတွေအများကြီးနဲ့တော့လှဲဝိုင်းကြီးချပြီးတော့ရောင်းချပြီးတော့ပဲနေတော့မယ်ဆိုပြီးတော့စိတ်ကူးထဲမှာဘယ်လိုကူးထားတော့ဆောင်းလေးလားမိုးလေးလားနှွေလေးလားတော့ဒီမှာပဲရောင်းချပြီးတော့နေလိုက်တော့မယ်အဲ့လိုသူစဉ်းစားပြီးတော့နေနေတာအဲ့ဒီအချိန်မှာဦးဇင်းတို့မြတ်စွာဘုရားဆုံးခံကြွလာတော့အဲ့ဒီကုံတယ်ကြီးကိုမြင်တယ်မြင်တော့မြတ်စွာဘုရားကပြုံးတော်မူတယ်တဲ့အဲ့ဒါကိုရှင်အနန္ဒာကသိတော့မြတ်စွာဘုရားကိုအကျိုးကြောင့်လျှောက်တော့မြတ်စွာဘုရားကပြောတယ်မိန့်ရှိတယ်စိတ္တအနန္ဒာဟောဒီကုံတယ်ကြီးဟာဆောင်းလေးလားနှွေလေးလားမိုးလေးလားငါဒီမှာပဲကြောင်းချပြီးတော့နေမယ်လို့သူစိတ်ကူးပြီးတော့နေနေတာတကယ်စင်စစ်သူကနောက်9ရက်ပဲနေရတော့မှာနောက်9ရက်ပြည့်ရင်သူသိမှာအဲ့ဒါကို तू မသိဘူးအဲ့ဒါကိုမြင်လို့မြတ်စွာဘုရားပြုံးတယ်အဲ့ဒါလို့မြတ်စွာဘုရားလည်းအမိန့်ရှိလိုက်ရောရှင်အနန္ဒာကအလွန်တနာသွားတာပေါ့ဘာမှမသိဘူးကိုကနောက်9ရက်နေရင်သိရတော့မှာစီမံကိန်းကြီးဆွဲထားတာကနှစ်ပေါင်းများစွာဟုတ်လားအဲ့ဒါနဲ့တနာလွန်းလို့ဆိုပြီးတော့တပိတ်သင်္ကန်းလေးယူပြီးတော့နောက်နေ့မနေ့ကျတော့အဲ့ဒီကုံတယ်ကြီးရှိရဖို့ကြွလာတယ်ရှင်အနန္ဒာကကုံတယ်ကြီးကလည်းတရားတရားနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဆိုတော့ရှင်အနန္ဒာကိုဆွန့်နေပါလိကတ်အစွန်းပုံပေးပြီးပြီဆိုတော့ရှင်အနန္ဒာကလိမ္မာပန်းတတ်တယ်တိုက်ရိုက်ကြီးမပြောဘယ်ကစပြောတော့ဆိုတော့တခါကြီးအသက်အန္တရာယ်ဆိုတာသိနိုင်ခဲ့တယ်ဒါကြောင့်မမေ့မလျော့နေတဲ့တဲ့လူဒါလေးပြောတယ်အဲ့တော့ကုံတယ်ကြီးကလည်းပဲလိမ္မာပန်းတတ်တဲ့လူတစ်ယောက်ပဲရှင်အနန္ဒာရဲ့မျက်နှာရည်မျက်နှာကဲပြောပုံဆိုပုံကိုကြည့်ပြီးတော့ तू ဘာမှပြောသလဲမသိဘူးအကြောင်းမဲ့ဒါမပြောဘူးဆိုတာကို तू ခံမှတ်မိအဲ့ဒါနဲ့ကုံတယ်ကြီးကပြန်မေးတယ်ရှင်ဗျာပုံမှန်လင်းလင်းပြောပါတပည့်တော်မှာအသက်အန္တရာယ်များဖြစ်နိုင်သလားအဲ့ဒီလိုမေးတော့မှဖွင့်လာပြီဆိုတော့မှရှင်အနန္ဒာကတိုက်ရိုက်ပြောတော့တာတခါကြီးဟုတ်တယ်တဲ့တင့်ကိုမြတ်စွာဘုရားကအမိန့်ရှိတယ်ဒီကုံတယ်ကြီးဟာ9ရက်အတွင်းမှာသေလိမ့်မယ်လို့အမိန့်ရှိတယ်အဲ့လိုပြောလိုက်တော့ကုံတယ်ကြီးကမြတ်စွာဘုရားမှာလည်းယုံကြည်တဲ့ပုဂ္ဂိုလ်ဆိုတော့အလွန်တရာမှထိတ်လန့်တုန်လှုပ်သွားတယ်ဟုတ်လားငါ9ရက်ပဲနေရတော့မှာတဲ့ပေတပေါင်းသူတော်ကောင်းတို့သူတော်ဘာမှဖြစ်နေတယ်ဆိုတာကနော်ဦးဇင်းတို့ဗမာစကားပုံတစ်ခုရှိပါတယ်မီးဆိုတာကိုယ့်ထီမှာကိုပူတာပေါ့နော်
သူများဖြစ်နေတာတွေကိုကြားရင်စိတ်ထဲမှာခံစားချက်ကအရင်ကြီးမပြင်းထန်ပေါ့တကူစားလေးပြုတ်ကြည့်ပေါ့ကိုချင်းလေးစမ်းကြည့်ပေါ့ငါဟော9 ရက်လောက်ပဲနေရတော့မယ်လို့များဖြစ်ခဲ့မယ်ဆိုဘယ်လိုနေမလဲဆိုတဲ့အတွေးလေးနော်ကိုကုံတဲ့ကြီးက तू 9 ရက်လောက်ပဲနေရတော့မယ်ဆိုတဲ့စကားကိုလည်းကြားလိုက်ရော तू ဘလောက်ထိတ်လန့်တုန်လှုပ်သွားမလဲအဲ့ဒါနဲ့ तू ဘာလုပ်တုံဆိုတော့အာကိုရရှာတဲ့အနေနဲ့ဘုရားမှုရှိတဲ့တန်ဃာတော်တွေကို9 ရက်တိတိပင့်ပြီးတော့ဆွမ်းကတ်တယ်တဲ့ဟုတ်လား9 ရက်တိတိပင့်ပြီးတော့ဆွမ်းကတ်ပြီးတော့အဲ့ဒါဆွမ်းအနုမောဒနာတရားမြတ်စွာဘုရားဟောတဲ့အခါမြတ်စွာဘုရားကပါဟောတုံဆိုတော့ဣဒဝတ္တံဝိသိတံမဣဒဟေမန္တဂိမိန်တုဣတိဘာလဝိစိန်တေတိအန္တရာယောနဘုစ္စတိတဲ့ဟောဒီလောကကြီးမှာအသိဉာဏ်မရှိကြတဲ့မိုက်မဲကြတဲ့ပုဂ္ဂိုလ်တွေဟာတွေကကာလငါဘယ်မှာနေမယ်ဆောင်းကကာလငါဘယ်မှာနေမယ်မိုးကကာလငါဘယ်မှာနေမယ်ဆိုတဲ့အတွေးတွေနဲ့နေကြတာတဲ့ငါဘယ်ချိန်ဘယ်ကာလဘယ်နေရာမှာတည်ရလိမ့်မယ်ဆိုတဲ့ကိုယ့်ရဲ့ပျက်စီးမှုတည်းဟူသောဘေးကိုကြတော့မမြင်ကြရှာဘူးတဲ့ရိုးရိုးလေးပါမြတ်စွာဘုရားဟောတာနော်အသိဉာဏ်မပြည့်စုံတဲ့ပုဂ္ဂိုလ်တွေဟာဘယ်ချိန်မှာဘာတွေလုပ်ပြီးတော့ဘယ်လိုတွေနေပြလိုက်မယ်ဆိုတာကိုပဲစဉ်းစားနေကြတာဘယ်ချိန်မှာပျက်စီးသွားမလဲဆိုတာကိုကြတော့တစ်ချက်ကလေးမှမစဉ်းစားမိဘူးဒကာဓမ္မတို့ဦးဇင်းတို့ရဲ့ဖြစ်နေမတူဘူးလားတွေ့နော်နေရေးကိုပဲအကြီးအကျယ်စဉ်းစားနေကြတာဘာတွေလုပ်မယ်နော်ဘယ်လိုနေပြလိုက်မယ်ဒါတွေကိုပဲအကွက်ချပြီးတော့စီစဉ်နေကြတာနော်ဘယ်ချိန်မှာဘယ်နေရာမှာငါဘာတွေဖြစ်သွားနိုင်တယ်လဲဆိုတာကိုကြတော့ဘယ်သူမှထဲမတွက်ဘူးအဲ့ဒီလိုအဓိပ္ပာယ်ရှိတဲ့ဂါထာလေးကိုမြတ်စွာဘုရားဟောလိုက်တော့ကုံတဲ့ကြီးဟာသောတပတ္တိမေညာကိုရတယ်တဲ့သောတပန်ဖြစ်တယ်ပေါ့အဲ့ဒါမြတ်စွာဘုရားအကြောင်းတော်ကိုပြန်ကြွပြီဆိုတော့မြတ်စွာဘုရားကိုသူလိုက်ပို့တယ်လိုက်ပို့ပြီးတော့ပြန်လာပြီဆိုတော့အိမ်မှာအိမ်ရောက်ပြီဆိုတော့ခေါင်းခဲတယ်ခေါင်းကိုက်တယ်ခေါင်းနာတယ်ဆိုပြီးတော့အိပ်ရတဲ့ဝင်ပြီးတော့အိပ်တယ်အဲ့ဒီအိပ်ရတဲ့တင်ပဲကွယ်လွန်အိဆာရောက်ဒါကွယ်လွန်တော့ဘယ်ရောက်သွားတော့ဆိုတော့တုတိတနတ်ပြည်ကိုရောက်သွားတယ်နော်အဲ့တော့ဦးဇင်းတို့ပေးတဲ့ပေါင်းတော်ကောင်းတို့ကုံသေးကြီးကတော့မြတ်စွာဘုရားရဲ့ဂုဏ်ကျေးဇူးကြောင့်သိရမယ်ဆိုတာကိုသိသွားတဲ့အတွက်ကြောင့်နော်ကုသိုလ်ကောင်းမှုတွေကိုပြုရင်းဖြင့်ကောင်းရမြတ်ရကိုသူရောက်သွားတယ်ပေါ့နော်တရားဓုတွေဘာတွေလဲရသွားတယ်ပေါ့တရားဓမ္မတို့ဦးဇင်းတို့တွေကြတော့သိရမယ်ဆိုတာကိုကြိုးပြီးတော့လည်းမသိကြဘူးသိတော်လည်းပဲမစဉ်းစားမိကြဘူးပေါ့ဟုတ်လားအဲ့ဒီတော့ဘာဖြစ်တုံးဆိုတော့မိမိရောပေါ့ပေါ့ဆဆပဲအနေများနေကြတာပေါ့နော်ဒါကြောင့်ကုသိုလ်ကောင်းမှုတွေကိုပြုဖို့အတွက်များစွာတွန်းအားပေးနိုင်တဲ့မိမိရဲ့ပျက်စီးရမယ့်အနေအထားသေဆုံးရမယ့်အနေအထားတွေကိုများများစဉ်းစားဆင်ခြင်ပေးဖို့မလိုဘူးလားလိုတယ်သာသနာတော်နဲ့တွေ့တဲ့အခါမှာသေခြင်းကောင်းဖို့သေခြင်းလွတ်ဖို့ဆိုတာကိုလည်းပဲမိမိတို့ရဲ့အဓိကအလုပ်တစ်ခုအနေထားပြီးတော့ကြိုးစားအထောက်ကြဖို့မလိုဘူးလားလိုတယ်အဲ့တော့ဦးဇင်းတို့ဏိကုံးချုပ်ဘာပြောခြင်းတော့ဆိုတော့ဘဝမှာဘယ်လိုခံယူချက်မျိုးနဲ့ဘာတွေကိုပဲလုပ်နေဟုတ်လားလူတွေဆိုတာကတော့ခံယူချက်တစ်မျိုးစီနဲ့နေကြတာပဲလေဟုတ်လားဘယ်လိုခံယူချက်မျိုးနဲ့ဘာတွေကိုတန်ဖိုးထားပြီးတော့ဘာတွေကိုပဲရှာပြီးတော့ဘာတွေကိုပဲလုပ်နေဒီခန္ဓာကိုယ်ကြီးကတော့သေခြင်းတရားစီကိုဥတည်ပြီးတော့သွားနေတဲ့ဒုက္ခကြီးကမရက်တဲ့အတွက်ကြောင့်တဖြည်းဖြည်းနဲ့နီးလာတယ်ဆိုတာကတော့မသေးကြဘူးလားသိကြတယ်နော်တောင်ကျမြစ်တစင်းစီးဆင်းနေတယ်လို့အရက်မရှိအနားမရှိသွားနေတဲ့ခရီးဖြစ်တဲ့အတွက်ကြောင့်သာတယုံကိုအစွဲခံရတဲ့နွားတကောင်ရဲ့ခြေလန်းတိုင်းဒီသေခြင်းနဲ့နီးလာတယ်လို့တရားဓမ္မတို့ဦးဇင်းတို့ရဲ့ဘဝလည်းပဲပျက်စီးခြင်းနဲ့နီးလာတယ်ဘာတွေပဲလှုပ်ဘလို့ပဲစဉ်းစားဟုတ်လားငါတို့အသေးကောင်းအောင်လုပ်ဖို့အသေးလွတ်အောင်လုပ်ဖို့အရေးကြီးတယ်လို့တိမတိကြိုးစားသည်ဖြစ်စေမကြိုးစားသည်ဖြစ်စေဘလို့ပဲနေပေါ့ဟုတ်လားတေကြတာကတော့ဒီခန္ဓာကိုယ်ကြီးကတေခြင်းစီကိုဥတည်ပြီးတော့မပြတ်သွားနေတဲ့အတွက်ကြောင့်တေဖို့ကတော့နီးလာတယ်ဆိုတဲ့အချက်ကမတေကြဘူးလားတေကြတယ်နော်ဒါကြောင့်ပေးတဲ့ပေါင်းသူတော်ကောင်းတို့ဘဝဆိုတာဘာလဲဆိုတာနဲ့ပတ်သက်ပြီးတော့မျိုးအဓိပ္ပာယ်ဖွင့်ကြတာရှိတယ်ပေါ့ဒီနေ့မှာဦးဇင်းတို့ပြောချင်တာကဘဝဆိုတာတေခြင်းစီကိုဥတည်ပြီးတော့သွားနေရတဲ့ခရီးတစ်ခုမျှသာဖြစ်တယ်လို့ပြောဆိုခဲ့မယ်ဆိုရင်ဘယ်သူများညင်းနိုင်မလဲမညင်းနိုင်ဘူးနော်ဒါကြောင့်တေခြင်းကောင်းဖို့တေခြင်းလွတ်ဖို့ကြိုးစားသည်ဖြစ်စေမကြိုးစားသည်ဖြစ်စေလက်ခံသည်ဖြစ်စေလက်မခံသည်ဖြစ်စေဘယ်လိုစိတ်သက်တည်နေဘာတွေကိုပဲလုပ်ပြီးတော့နေနော်ခန္ဓာကိုယ်ကြီးကတော့တေရွာစီကိုတလက်ဆက်သွားနေတဲ့အတွက်ကြောင့်တစပူပြီးတော့တေဖို့နီးလာတယ်ဆိုတာလေးကိုပဲဦးစားပေးပြီးတော့စဉ်းစားကြဖို့မလိုဘူးလားလိုပါတယ်ဒါကြောင့်ပေးတဲ့ပေါင်းသူတော်ကတော့ဒီကနေ့ညရှောင်လွှဲ၍မရသောအရာဆိုပြီးတော့သေခြင်းတရားနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့အပိုင်း၃ပိုင်းလောက်ပိုင်းခြားပြီးတော့ပြောလိုက်ပါတယ်ဟုတ်လားပထမပိုင်းကဘာတော့သေခြင်းသဘောရဲ့နော်အနေအထားကလေးတွေနော်သေခြင်းတရားဆိုတာဘယ်လိုသဘောရှိသလဲဆိုတာလေးကိုဦးဇင်းတို့ပြောခဲ့ဘူးလားနော်ဘ
ဘေရွယ်မှာသိမယ်ဘေချိန်မှာသိမယ်ဘာယောဂနဲ့သိမယ်အလောင်းကောင်ဘယ်နှပြည့်ရမယ်ဘယ်ဘဝရောက်မယ်ဆိုတာမသိနိုင်ဘူးဘာလို့ဆိုသိခြင်းတရားမှာအကြောင်းတရားတွေများတယ်တတန်ကုန်ရင်လည်းသိမယ်ကံကုန်ရင်လည်းသိမယ်နှစ်ပါးစုံကုန်ရင်လည်းသိမယ်ဥပိ္ပစေတကကံနဲ့လည်းသိနိုင်တယ်ဟုတ်လားဒါကြောင့်ဦးဇင်းတို့ပေးတဲ့ပေါင်းတော်တို့သာသနာတော်မြတ်နဲ့တွေ့ရတဲ့လူသားတစ်ယောက်ဖြစ်နေတဲ့အခိုက်အတန့်ပါသိခြင်းတရားရဲ့ဓာတ်တွေကိုသိပြီးတော့မြင်ပြီးတော့အသေးကောင်းဖို့အသေးလွတ်ဖို့ကြိုးစားအထောက်ဖို့မလိုဘူးလားအေးအဲ့တော့အသေးကောင်းဖို့အသေးလွတ်ဖို့ဆိုတဲ့အပိုင်းမှာတော့ဦးဇင်းတို့အများကြီးပြောခဲ့တယ်နော်အေးကုသိုလ်ကောင်းမှုတွေကိုဆွမ်းအားရှိသမျှပြုပြီးတော့တတိပဋ္ဌာန်ဘာဝနာတရားများပွားများအထောက်မယ်ဆိုရင်အထူးသဖြင့်တတိပဋ္ဌာန်ဘာဝနာတရားအထုတ်မယ်ဆိုရင်အသေးမလွတ်နိုင်ဘူးလားလွတ်နိုင်တယ်အသေးမလွတ်သေးခင်မှာလည်းပဲဒီဘဝခရီးတို့လေးရဲ့အဆုံးသက်ကိုကောင်းမွန်မသွားစေဘူးလားကောင်းမွန်သွားစေလိမ့်မယ်ဟုတ်လားဒါကြောင့်တတိပဋ္ဌာန်တရားကတော့အသေးလွတ်ဖို့ဆိုရင်လည်းဟုတ်တယ်အသေးကောင်းဖို့ဆိုရင်လည်းဟုတ်တယ်ပေါ့ဟုတ်လားဒါကြောင့်ဦးဇင်းတို့နွားတို့တောက်ပြီးတော့ရစ်နေတဲ့ကလေးတယောက်လို့ဆိုတဲ့မာနရဲ့စကားလို့မဖြစ်စေဘဲနဲ့ဟုတ်လားခေါင်းမီးလောင်တဲ့ပုဂ္ဂိုလ်လိုကျင့်သုံးရာဤဆိုတဲ့မြတ်စွာဘုရားရဲ့စကားတော်ကိုလိုက်နာသောအဖြစ်ကုသိုလ်ကောင်းမှုများကိုစွမ်းအားရှိသမျှနော်အရေးတကြီးကြိုးစားအထောက်ရင်းဖြင့်အသေးကောင်းဖို့အသေးလွတ်ဖို့ကြိုးစားအထောက်ကြဖို့မလိုဘူးလားလိုပါတယ်ဒါကြောင့်ပေးတဲ့ပေါင်းသူတော်ကောင်းတို့သည်ကုသိုလ်ကောင်းမှုများကိုစွမ်းအားရှိသမျှပြုရင်းဖြင့်တတိပဋ္ဌာန်ဘာဝနာများကိုပွားများအထောက်ရင်းဖြင့်အသေးကောင်းအောင်ကြိုးစားနိုင်ကြတဲ့အသေးလွတ်အောင်ကြိုးစားနိုင်ကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုပြီးတော့ရှောင်လွှဲ၍မရသောအရာဆိုတဲ့တရားကိုမေတ္တာပို့ပြီးတော့အဆုံးသတ်ကြရအောင်နော်တရားနည်းနည်းရှည်သွားတယ်ဗျာသိခံကြနော်ဘဝတုတဗ္ဗမင်္ဂလာရခန္တုတဗ္ဗဒေဝတာတဗ္ဗဗုဒ္ဓနုဘာဝေနတရာဒုက္ခိဘွန်တုတိဘဝတုတဗ္ဗမင်္ဂလာရခန္တုတဗ္ဗဒေဝတာတဗ္ဗဓမ္မနုဘာဝေနတရာဒုက္ခိဘွန်တုတိဘဝတုတဗ္ဗမင်္ဂလာရခန္တုတဗ္ဗဒေဝတာတဗ္ဗသံဃာနုဘာဝေနတရာဒုက္ခိဘွန်တုတိဒီတုဝါကတင်တရားနာပိသပေါင်းသူတော်ကောင်းတို့စာတာအလုံးသောတတ္တဝါနန္ဒတို့အားတဗ္ဗမင်္ဂလာလောကီလောကုတ္တရာကောင်းဆိုသည်မြတ်မင်္ဂလာဝဝသည်ဘဝတုကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်းတဗ္ဗတိဝဒမိမိတို့ခန္ဓာကိုယ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့အိမ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့သာသနာမိမိတို့ကဘာမှာစောင့်ကြနေကြကုန်သောနတ်မြတ်နှကောင်းနတ်ပေါင်းတို့ကလည်းပဲရက္ခဏုကောင်းစွာမသွေစောင့်ရှောက်တော်မူနိုင်ကြပါစေတည်းတဗ္ဗဗုဒ္ဓနုဘဝေနခင်္ဃဝါလူသေးစုမကပွင့်တော်မူကြတဲ့သုတ္တရာဘဘုရားရှင်ကိုတော်မြတ်တို့ရဲ့တကူတည်ဆုံးအနုဘောတော်တို့ကြောင့်၎င်းတဗ္ဗဓမ္မနုဘဝေနမေလီရံဘူရိရံနိဗ္ဗာန်ပရိတိယဆိုသောစေတသောတရားတော်မြတ်တို့ရဲ့တကူတည်ဆုံးအနုဘောတော်တို့ကြောင့်၎င်းတဗ္ဗသံဃာနုဘဝေနမေကထံလေးရောက်ပလထံလေးရောက်ဆိုသောရှင်တော်ရိယသံဃာရှင်မြတ်တို့နှင့်တကွာသီလကိုသမာဓိကိုပညာကိုတို့နှင့်ပြည့်စုံတော်မူကြတဲ့သမုဒိသံဃာအရှင်ကောင်းရှင်မြတ်ပေါင်းတို့ရဲ့တကုတေဇောအနုဘောတော်တို့ကြောင့်၎င်းတရားနေရောညပါဘေခမဆိုင်ချိန်ရှိတိုင်းချိန်ရှိတိုင်းဒုက္ခိကိုစိတ်နှပြကြောင်းမှာချမ်းသာခြင်းရှိကြကုန်သည်ဘဝတို့ကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်း